အိမ်တော်ကြတော်လူတခြားမိသားစုတစုကိုဝင်ကြတဲ့အခါကိုယ့်အိမ်တော်ဘက်ရဲ့ဦးစားပေးမှုအလေးထားမှုတွေကအမျိုးသမီးတယောက်အတွက်အယမ်းကိုလိုအပ်တယ်ကွကိုယ့်ရဲ့အမျိုးသားကိုရှိရနေမမရှိနေပေးရင်ရက်တီနေပေးရင်အဲ့ဒီအမျိုးသမီးကိုဘယ်သူမှလွယ်မပြောဆိုရဲဘူးမစော်ကားရဲဘူးမနေရဲကြတော့ဘူးအမျိုးသမီးရဲ့စိတ်ထဲမှာလည်းသူ့ရဲ့အမျိုးသားသူ့ရှိမှရှိနေပါလားဆိုတဲ့တရားကြီးဟာအမျိုးသမီးတယောက်ရဲ့ဘဝကိုအယမ်းကိုလုံခြုံစေတယ်ကိုမျိုးသားကိုဘက်မှမရှိပဲဘယ်သူတွေဘာပြောကာကွယ်မပေးပဲသူကပါလိုက်ပြီးအပြစ်တင်မကောင်းတွေပြောနေရင်တော့အမျိုးသားရဲ့မျက်နှာကိုကြည့်ပြီးလိုက်နေရတဲ့မိန်းမတယောက်အတွက်ငရဲကျနေသလိုခံစားရတော့မှာပေါ့ဒါကြောင့်သူများသားသမီးကိုချစ်လို့ပဲယူပေးသားလို့ပဲယူကိုနဲ့ယူပြီးမိသားစုဘဝတစ်ခုကိုတိဆောက်ပြီးဆိုတာနဲ့ကာကွယ်ပေးရမှာစောင့်ရှောက်ပေးရမှာအမျိုးသားတွေရဲ့တာဝန်နဲ့ဝတ္တရားပဲဒီလိုကိုယ့်ရဲ့မိသားစုအပေါ်တည်တတ်တဲ့ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့အမျိုးသားတွေဟာတက်ရှိတတိုင်းနေပါကြောတာလာတာချင်းတူရင်ကြက်သေးရစကားပြောတယ်အစင်မပြေတာချင်းတူရင်ရောင်ရဲနိုင်တဲ့စိတ်ကစကားပြောတယ်အတိတရားချင်းတူရင်တတိတရားတွေကစကားပြောတယ်ရှောက်တဲ့လမ်းချင်းတူရင်ခံယူချက်ကစကားပြောတယ်ပန်းနိုင်ရောက်တာချင်းတူရင်တိတ်ခါတရားတွေကစကားပြောတယ်လူချင်းတူရင်ရှင်သန်ပုံတွေကစကားပြောတယ်ဒါကြောင့်ကိုလျှောက်ကျင်တဲ့လမ်းကိုခံယူချက်ပြင်းတဲ့တိတ်ခါရှိလျှောက်ပန်းနိုင်ကိုရောက်တာချင်းတူရင်တော့တိတ်ခါရှိတဲ့လူဟာရဲဝံ့လက်မထောင်နိုင်တယ်လေအသိဉာဏ်နေတဲ့လူကကြွားဝါခြင်းကိုခုံမင်းတယ်ဉာဏ်ပညာနေတဲ့လူကဒေါသထွက်ပြီးပေါက်ကွဲလွယ်တယ်စိတ်ဓာတ်သေးသိမ်တဲ့လူကသူတော်ဘာကိုအတင်းပြောတာဝါသနာပါတယ်ကြောက်တက်လွန်အားကြီးတဲ့သူကကိုယ်ဘလောက်ခွန်အားကြီးကြောင်းကိုပြသတတ်တယ်လူချင်းကိုမမြင့်မြတ်တဲ့ထင်တဲ့သူကအာနာကိုမမောတတ်တယ်အတ္တကြီးတဲ့သူကသူ့ကောင်းကျိုးကိုပဲကြည်တတ်တယ်စိတ်မလုံခြုံတဲ့သူကသူတစ်ပါးကိုအကြောင်းမဲ့ရန်ရှာတတ်တယ်ဘုသူတနေတဲ့သူကငါတော်ဆုံးငါအတက်ဆုံးဆိုပြီးစိတ်ကြီးဝင်နေတတ်တယ်ဒါကြောင့်ပညာတတ်ချင်အောင်မဆောင်နဲ့ပညာရှိနဲ့တွေ့တဲ့အခါအဆက်ရတတ်တယ်အရေးချင်းရှိချင်အောင်မဆောင်နဲ့တတ်သိနားလေတဲ့သူတွေနဲ့တွေ့ရင်ပိုပြီးအဆက်ကွဲတတ်တယ်ချမ်းသာခြင်းအောင်မဆောင်နဲ့တကယ်ချမ်းသာတဲ့သူတွေနဲ့တွေ့ရင်မျက်နာငယ်ရတတ်တယ်ဘဝဆိုတာရိုးရှင်းလေးလှပလေးပါပဲဘဝဟာရိုးရှင်းလေးကြက်တည်ရှိလေးပဲဘဝမှာနေရာတိုင်းကိုလိုက်ပြီးဟန်ဆောင်နေဖို့မလိုဘူးသူတော်ဘာဟာတိုက်ရဲမောတာမခံရအောင်အတိတ်ပဲမဲ့အဆက်ရတာတွေမဖြစ်ရအောင်အတက်နိုင်ဆုံးရိုးသားနဲ့ဘဝကိုရှင်သန်ဖို့ကြိုးစားတဲ့နဲ့ကွအသက်တည်ကြီးလာတဲ့အခါတခုခုဆိုပုံကြီးချဲခံစားဖို့ထက်မြန်မေးပြဖို့ပဲကြိုးစားမိလာတယ်အဝေအစားအပြင်းစင်အနေထိုင်မဲ့ဖြစ်လူထင်ကြီးခံရဖို့ထက်ကိုယ့်အတွက်တက်တောင့်တတာရှိဖို့ပဲပိုရွေးချယ်ဖြစ်လာတယ်ပွဲလန်းသပင်တွေတိတ်မသွားဖြစ်တော့ဘူးကိုယ့်အိမ်ကိုယ်ရာကိုယ့်နေရာလေးမှာပဲအေးဆေးပို့ပြီးနေခြင်းလာတယ်လူချင်တာတစ်ခုလောက်ရပြီးရင်ဒုက္ခတွေတလေလာတဲ့ကြောင်းကိုနားလေလာတယ်တိတ်ချစ်ပါတယ်ပြောပြီးအနေတန်းသွားတဲ့ဆက်ဆံရေးတွေကိုလည်းမြင်အောင်ကြည်တတ်လာတယ်လူချင်းသာအမျိုးတော်ပြီးပတ်စံချင်းသသိန်းလိုနေကြတဲ့ဆွေမျိုးတွေရှေ့မှာသာကောင်းပြပြီးနောက်ွယ်ကြဒုက္ခပေးတတ်တဲ့တငယ်ချင်းတချို့တလေတွေကိုလည်းခွဲခြားနားလေတက်လာတယ်ကိုရှိကိုလာပြီးကြွားဝါပြနေတဲ့သူတွေကိုလူမှုရေးဖြစ်တောင်စကားထောက်မပေးခြင်းတော့သလိုကိုယ်တိုင်လည်းမကြွားဝါမိအောင်တတိထားဆင်ကျင်တတ်လာတယ်ဟန်ဆောင်ပန်ဆောင်နေမလူကျင်တော့ဘူးမနိုင်ဝင်တွေကိုလည်းမထမ်းကျင်တော့ဘူးရှင်းပြောရမယ်ဆိုရင်အသက်ကြီးလာတဲ့အခါဘယ်သူအတွက်နဲ့မှကိုဘဝကိုမပူလောင်ကျင်တော့ဘူးမင်းကမြင်ကွင်းတစ်ခုကိုမထင်မှတ်ဖဲမြင်ခဲ့တယ်ဆိုပါစို့မြင်ကွင်းကဒီလိုလူတယောက်ဟာတစ်ပင်တစ်ပင်ကိုခုတ်လဲနေတယ်တစ်ပင်ကိုခုတ်ရင်းနဲ့မောပန်းလာတဲ့အခါအဲ့ဒီတစ်ပင်ရဲ့အရေးအောင်မှာပဲနားကိုအိတ်ဆက်တယ်အိယာနိုးလို့အားရင်ပြေးလာတဲ့အခါတစ်ပင်ကိုတသားစီခုတ်ထင်းလုတ်ပြီးယူဆောင်သွားတယ်ပေါ့မန်ဟောနဲ့ကောင်လေးဒီလိုလူမျိုးတွေလောကမှာအများကြီးပဲလူတိုင်းမဟုတ်ပေမဲ့လူတချို့ကမင်းကိုဒီလိုဆက်ဆံနေကြတာပဲမင်းကြောင့်ချမ်းသာခဲ့တယ်မင်းကြောင့်သူတို့အဆင်ပြေခဲ့တယ်ဒါပေမဲ့မင်းရဲ့တန်ဖိုးမင်းရဲ့ကျေးဇူးတွေကိုသူတို့ကယူမဆိုင်ပဲတနေ့မင်းပေါ်တက်စာဖောက်ကြတယ်တနေ့မင်းကိုဖြိုလဲပြစ်ချင်ကြတယ်သူတို့ရဲ့လိုရင်ဆန္ဒတွေပြေဝသွားတဲ့တနေ့မင်းရဲ့မကောင်းကြောင်းတွေကိုပြောကြမယ်ဒါကိုလောကတစ်ပင်နေရာမှာလို့ခေါ်တယ်မင်းကတော့အရေးမိုးပေးခဲ့တာပဲသူတို့ကတော့မင်းရဲ့ရိတ်ကိုခိုရင်မင်းရဲ့အကိုင်ခတ်တွေကိုချိုးကြလိမ့်မယ်ပင်စီကိုခုတ်ပြီးထင်းလုပ်ကြလိမ့်မယ်အဲ့ဒီလိုလူမျိုးတွေဟာကျေးဇူးကမ်းတဲ့ထင်းခုတ်သူတွေပဲလေ
ဒါကြောင့်မင်းကတစ်ပင်တစ်ပင်လို့လူတွေကိုအရေးမိုးပေးခြင်းနဲ့ဆိုရင်ကျေးဇူးကမ်းတတ်တဲ့ထင်ခုတ်သူတွေကိုတော့တတိထားဖို့လိုမယ်နော်ယုံမယုံတော့မသိဘူးကိုသားသမီးကိုတေချာပြုစုပြောထောင်ခဲ့ရင်မင်းအနှစ်30ရှာလို့တော့မရတဲ့ငွေကိုသူဟာ3နှစ်ထဲနဲ့ရှာပြနိုင်သွမ်းရှိလာလိမ့်မယ်စံကျင်ဘတ်သဘောတရားလည်းအတူတူပဲမင်းရဲ့သားသမီးကိုထိန်းချောင်းမှုညံခဲ့ရင်မင်းအနှစ်30ပင်ပင်မမှန်ရှာလာတဲ့ငွေကိုသူဟာ3နှစ်ထဲနဲ့3ဖြုံပြနိုင်တယ်မိသားစုတစုဂုံဝင်ကြွားစွာကြွားဝါတဲ့နာကာကောင်းသားအိမ်ကောင်းသားတွေမဟုတ်ဘူးတကယ်ဂုံယူမဆုံးဖြစ်တဲ့နာအယံဟိုတော်အယံဟိုရင်ကြီးအယံဟိုလိမ္မာပါနှပ်ပြီးကျေးဇူးရှင်တဲ့ကျေးဇူးတရားကိုတည်တတ်တဲ့စီကံရှိတဲ့သားသမီးတွေကိုမွေးထုတ်ပေးနိုင်တာကိုဂုံယူရမယ်ဒါမှမိသားစုတစုရဲ့စစ်မှန်တဲ့ချမ်းသာခြင်းလည်းဖြစ်တယ်ကွဘယ်ဘဝပဲလာလောကတွေဝင်လာရတဲ့အခါအဖို့မပါဘူးကိုတယောက်တည်းပဲဘယ်သူတွေကိုနားမှာပဲရှိဝေဒနာတွေခံစားရတဲ့အခါကိုစားကူပြီးနာပေးလို့မရဘူးကိုတယောက်တည်းနာရတာပဲဘယ်သူတွေကိုပေါ်ဘလောက်ပဲကောင်းကောင်းအစင်မပြေဖြစ်လာတဲ့အခါဒုက္ခမှန်သမျှကြော်ဖြတ်ရတာကိုတယောက်တည်းပဲဘယ်သူတွေဘလောက်ပဲနားလေပေးစိတ်ဆင်းရဲမှုတစ်ခုခုကြုံရတဲ့အခါခံစားသမျှနာကျင်ရတာကိုတယောက်တည်းပါပဲဘယ်သူတွေဘလောက်ပဲချစ်ရေသက်ပါလို့စုံကြတာပဲရှိမယ်အချိန်တန်လို့ခွဲခွာတဲ့အခါကြံခဲ့ရတာကိုတယောက်တည်းပါပဲဘယ်သူတွေနဲ့ပဲတူလျှောက်ခဲလမ်းကြုံလို့ခရီးဆုံးကြတာပဲရှိတယ်လောကကြီးဟာထွက်သွားတဲ့အခါကိုတယောက်တည်းပါပဲဒါကြောင့်တခြားသူတွေကိုအယံကြီးလဲမိကိုမကြိုးသားနဲ့ကိုစိတ်နဲ့အတူတူပဲဆိုပြီးအယံကြီးလဲမယုံလိုက်နဲ့တယောက်တည်းဆိုပြီးအားငယ်စိတ်လဲမဝင်လိုက်နဲ့ခြံထားခံခဲ့ရလို့လဲဝမ်းနေမနေနဲ့အချိန်တန်ရင်ကိုတယောက်တည်းပါဆိုတဲ့အမှန်တရားကိုပဲလက်ခံနိုင်ဖို့ကြိုးစားချမ်းသာခြင်းအလုံးတစ်ခုအ ਨੇ ဆုံးလုံးအောင်မြင်ခြင်းအလုံးတစ်ခုတည်းကိုပဲစောက်ချပြီးလုပ်အောင်မြင်တဲ့သူနဲ့ပေါင်းရင်အောင်မြင်ခြင်းနဲ့စိတ်ဖြစ်မယ်ငွေရှာတတ်တဲ့သူနဲ့ပေါင်းရင်ငွေရှာတတ်လာမယ်ပြင်းညီတွားတတ်တဲ့သူနဲ့ပေါင်းရင်ကိုယ်ပါလူပြင်းဖြစ်လာမယ်ပြဿနာရှာတတ်တဲ့သူနဲ့ပေါင်းရင်ပြဿနာတွေပဲရလိမ့်မယ်မင်းတို့ရဲ့ဘဝမှာမိတ်ဆွေပေါင်းတင်ကောင်းနေဆိုတာများရှိနေဖို့လိုတယ်ဒါကြောင့်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ဘယ်လိုလူမျိုးတွေနဲ့ရွေးချယ်ပေါင်းတင်သင့်တယ်ဆိုတာကလည်းမင်းရဲ့ဘဝတိုးတက်အောင်မြင်ရေးအတွက်အဓိကတော့ချက်တစ်ခုပဲကွလူတွေကမလိုအပ်တော့ရင်ပုံစံတွေပြောင်းလာကြတယ်တတိထားကြည့်မင်းကိုမခေါ်ခြင်းမပြောခြင်းသလိုဆက်ဆံလာရင်မင်းကိုမျက်နှာချင်းဆိုင်တွေ့ရတော့ပြုံးပြနှုတ်ဆက်တာမျိုးမလုပ်တော့ရင်သူတို့လုပ်တဲ့ပွဲလမ်းသဘင်တွေမှာမင်းကိုမဖိတ်တော့ရင်မလွဲတာလို့စကားပြောရရင်တော့စကားစားကိုအမြန်ဖြတ်သွားတတ်ရင်ဒီလိုပြုမှုဆက်ဆံလာကြရင်သိကြတယ်အဲ့ဒီလူတွေဟာမင်းကိုမလိုအပ်ကြတော့ဘူးဒီတော့မင်းကလည်းကိုယ့်ကိုမလိုအပ်တော့တဲ့သူတွေကိုအတင်းတွဲကန်နေဖို့မကြိုးစားနဲ့မဖိတ်ခေါ်တဲ့အခမ်းအနားတွေကိုရှောင်မင်းကိုမလိုအပ်တဲ့သူတွေကိုမင်းကလည်းဘာလို့လိုအပ်နေမှာလဲအတွေးတွေကတိတ်ကိုအရေးကြီးတယ်ဒါကြောင့်သိငယ်သေးမဲ့အတွေးတွေမတွေးနဲ့ပြည့်စုံသေးမဲ့အတွေးတွေကိုတွေးအားငယ်သေးမဲ့အတွေးတွေမတွေးနဲ့အားရှိသေးတဲ့အတွေးတွေကိုတွေးအထီးကျန်သေးမဲ့အတွေးတွေမတွေးနဲ့ကြည်နူးစေတဲ့အတွေးတွေကိုတွေးကိုယ်မပျော်ရွှင်သေးမဲ့အတွေးတွေကိုမတွေးနဲ့ပျော်ရွှင်စေမဲ့အတွေးတွေကိုတွေးငါမလုံနိုင်ပါဘူးမဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးတွေမတွေးနဲ့ငါလုံနိုင်တယ်လို့ပဲတွေးအတွေးတွေကအလုတ်ဖြစ်ပြီးအလုတ်ကနေကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အနာဂတ်ကိုထုဆဲပေးတယ်ဒါကြောင့်မို့ကိုယ့်ရဲ့အနာဂတ်ကောင်းခြင်းရင်အခုဖြစ်နေတဲ့မကောင်းတဲ့အတွေးတွေကိုဖယ်ထုတ်ပြနိုင်ဖို့သာကြိုးစားတိမ်ငယ်သေးမဲ့ရက်တွေကိုရှောင်ပြီးပျော်ရွှင်စေမဲ့အတွေးတွေနဲ့ပဲရှင်သန်ပါငါကြိုးစားရင်ဖြစ်နိုင်တဲ့ဆိုတဲ့ယုံကြည်မှုအပြည့်နဲ့ရင့်ကျက်စွာရှေ့ဆက်လိုက်ပါကောင်းလေလူတွေရဲ့အကြောင်းကိုနားမလည်ခင်ကဒေါသထွက်လွဲတယ်လူတွေရဲ့အကြောင်းကိုသိလာတော့ဒေါသကိုမျိုးသိမ့်တက်လာတယ်လူတွေရဲ့အကြောင်းကိုမသိခင်ကကိုယ်ကကောင်းအောင်နေပြရင်သူတို့ကလည်းပြန်ကောင်းမှာပဲလို့ထင်ခဲ့မိတယ်လူတွေရဲ့အကြောင်းကိုသိလာတော့လူတိုင်းကကိုယ့်လိုမဟုတ်ဘူးဆိုတာကိုနားလည်လာတယ်လူတွေရဲ့အကြောင်းကိုမသိခင်ကကိုယ့်ကိုပြစ်တင်ဝေဖန်တာခံရရင်အယံကိုနာကျင်ခဲ့တယ်လူတွေရဲ့အကြောင်းကိုသိလာတော့အလကားနေရင်ဝေဖန်ပြစ်တင်နေတဲ့သူတွေကိုပြုံးယုံလေးပြုံးပြီးကြည်နေလိုက်တယ်လူတွေရဲ့အကြောင်းကိုမသိခင်ကဘယ်သူတွေဘာပဲပြောလွယ်လေးယုံခဲ့မိတယ်လူတွေရဲ့အကြောင်းကိုသိလာတော့ဘယ်သူတွေဘာပဲပြောကိုယ်သိဉာဏ်နဲ့ချင်းချင်းပြီးပဲယုံတတ်တော့တယ်ဒါကြောင့်လူတွေဟာမင်းကိုပညာတွေပေးလာတဲ့အခါစိတ်မပြတ်လိုက်နဲ့ဒေါသမထွက်လိုက်နဲ့
လူတွေရဲ့အကြောင်းကိုလူတွေကပဲမင်းကိုသင်ပေးနေတာမို့အဲ့ဒီသင်ခန်းစာတွေကိုအကောင်းဆုံးသင်ယူပြီးတဲ့အခါအဲ့ဒီသင်ခန်းစာတွေနဲ့ဘဝကိုအကောင်းဆုံးရှေ့ဆက်နိုင်ဖို့ပဲကြိုးစားလိုက်ကောင်းလေအသက်တွေကြီးလာတော့လူတွေရဲ့အပေါ်ရန်တွေကိုမြင်အောင်ကြည်တက်လာတယ်ကိုယ့်အပေါ်မကောင်းမှုထင်ရင်ခက်ချေချေပဲနေလိုက်တော့တယ်ကိုယ့်အပေါ်ဂရုမစိုက်ဘူးထင်ရင်သိပ်ပြီးတွေ့တာမနေတော့ဘူးကိုယ့်အပေါ်လေးမထားဘူးထင်ရင်အေးတယူနဲ့စကားပြန်ပြောမနေတော့ဘူးကိုခေါ်မှပြန်ထူတတ်တဲ့သူတွေကိုသိမခေါ်ပြတော့ဘူးအရာရာမှာသူတို့စိတ်ကြိုက်နေပြီးမှကြိုက်တဲ့သူတွေကိုအာယုံနဲ့သိမထားတော့ဘူးငါမှငါဖြစ်ရမယ်ဆိုတဲ့အတ္တတွေနဲ့သူ့ဘက်ကိုယ်ပဲမျှမတွေ့တတ်တဲ့သူတွေကိုသိပြီးဂရုမစိုက်တော့ဘူးအခုဆိုလူတွေကကိုယ့်ကိုဘယ်လိုဝေဖန်ကြမယ်ဆိုတာထက်ကိုဘယ်လိုဝေဖန်ပြုပြင်ရမလဲဆိုတာရဲ့ဘယ်လိုကျမ်းမာပျော်ရွှင်အောင်နေရမလဲဆိုတာကိုပဲတွေးပြတော့တယ်ဒါကိုရင့်ကျက်ခြင်းလို့လည်းခေါ်နိုင်တယ်ကွလောကမှာလူတိုင်းရန်ဖြစ်တတ်တယ်ဒါပေမဲ့ပညာရှိလို့တုံ့ပြန်တာနဲ့အောက်တန်းကြကြရန်ဖြစ်တာဆိုပြီးကွာသွားတယ်လူတိုင်းအတင်းပြောတတ်တယ်ဒါပေမဲ့လူသဘောလူသဘာဝအရာတခြားသူကိုအပေါ်ယံဝေဖန်မိတာနဲ့တခြားသူရဲ့ကိုယ်ရေးကိုယ်တာကိုအောက်တန်းကြကြအတင်းပြောတာဆိုပြီးကွာသွားတယ်လူတိုင်းမကြိုက်တဲ့သူမုန်းတဲ့သူဆိုတာရှိတယ်ဒါပေမဲ့မုန်းတာနဲ့ညီဥပက္ခပြုအဖတ်မလုပ်ပဲကိုဘဝကိုဆက်ရှောင်နေတဲ့သူနဲ့ပါဇက်ကသာမုန်းတယ်ပြောပြီးမုန်းပါတယ်ဆိုတဲ့လူကိုတစ်ချိန်လုံးလိုက်ကြည့်လိုက်ဝေဖန်ကဲရဲ့နေတဲ့သူဆိုပြီးကွာသွားတယ်လူတိုင်းမှာပါဇက်ပါတယ်ဒါပေမဲ့ပြောတဲ့မပြောတဲ့ကိုချင်းချိန်ပြီးမျိုးချတဲ့စကားကိုမျိုးချသိမ့်စီတတ်တဲ့သူနဲ့ငါစကားနွားရစကားဖြစ်ရင်ပြီးရောလက်လွတ်စပယ်ပြောတတ်တဲ့သူဆိုပြီးကွာသွားတယ်လူတိုင်းမှာအားနည်းချက်ရှိတယ်ဒါပေမဲ့သူများရဲ့အားနည်းချက်ကိုမထိပါတတ်တဲ့သူနဲ့သူများရဲ့အားနည်းချက်ကိုနင်းတတ်တဲ့သူဆိုပြီးကွာသွားတယ်လူတိုင်းမှာသူ့ဘဝနဲ့သူရှိတယ်ဒါပေမဲ့သူများကိစ္စကိုအာရုံမထားဘဲမေးပြတဲ့နာကိုမေးပြထားတဲ့သူနဲ့အလုံးမရှိအကိုင်မရှိသူများနောက်ကြောင်လိုက်လံနေတဲ့သူဆိုပြီးကွာသွားတယ်ဒါပါပဲအခုပြောတဲ့ထဲမှာကိုကဘယ်လိုလူထဲမှာပါနေလဲတည်တည်ချာချာစဉ်းစားတူတောင်းလာတဲ့ဘဝမှာကိုသမိုင်းကိုရေးကိုအလုပ်ကိုလုပ်တာအကောင်းဆုံးပဲကိုသမိုင်းကိုမရေးပဲသူများသမိုင်းကိုလိုက်စိတ်ဝင်စားနေတဲ့ဆိုရင်တော့ကိုသမိုင်းမလှရုံပဲရှိတော့မှာပေါ့ဒါကြောင့်လှုပ်တင်တာကိုလှုပ်ရှက်တင်တာကိုရှက်ရှောက်တင်တဲ့လမ်းကိုရှောက်ဒါကိုသမိုင်းကိုအကောင်းဆုံးရေးတဲ့နည်းပဲကွကိုကလက်ညှိုးထိုးတော့ပြုံပဲဆိုရင်ကိုပြန်ထိုးခံရတဲ့အလဲကြရင်လည်းပြုံးနိုင်ဖို့ကြိုးစားပေါ့ကိုကမျက်စောင်းထိုးတော့မန်ပါဆိုရင်ကိုပြန်ထိုးခံရတဲ့အလဲကြရင်လည်းရင်ကော့ထားပေါ့ကိုကအတင်းပြောရတော့အာသွက်ရှာသွားနေဆိုရင်ကိုပြန်ပြောခံရတဲ့အလဲကြရင်လည်းဒေါသမထွက်နဲ့ပေါ့လူတိုင်းကိုဝေဖန်လို့ရတယ်လူတိုင်းကိုစိတ်ဝင်စားလို့ရတယ်လူတိုင်းအကြောင်းကိုပြောလို့ရတယ်ဒါပေမဲ့သိထားဖို့လိုတာကိုကဝေဖန်နေတဲ့အချိန်ပြုံးကြီးဝေဖန်ခဲ့တယ်ဆိုရင်ကိုကိုပြန်ပြီးဝေဖန်ခံရတဲ့အချိန်ကြရင်လည်းအလားဆုံးသာပြုံးထားနိုင်ဖို့ကြိုးစားဒီလိုမဟုတ်ဘဲကိုအကြောင်းတင်းပြောတာကိုမကြိုက်ဘူးဆိုရင်သူများကလည်းသူတို့အကြောင်းတင်းပြောတာကိုမကြိုက်ဘူးဆိုတာကိုတော့နားလေထားဒါကြောင့်ကိုကြိုက်တာကိုလုပ်လို့ရတယ်ဆိုပေမဲ့သူတော်ဘာရဲ့ကိုရေးကိုတာကိုသွားပြီးမထီပါမိစေနဲ့ကိုချင်းစာတရားဆိုတာဒါကိုပြောတာပညာတတ်ခြင်းနဲ့မတတ်ခြင်းနှစ်ခုကြားမှာစာနာတတ်တဲ့သူကပိုပြီးလူသားဆန်တယ်မြင့်မြတ်ခြင်းနဲ့ယုံညံ့ခြင်းနှစ်ခုကြားမှာလူကိုလူလိုဆက်ဆံတတ်တဲ့သူကပိုပြီးလူသားဆန်တယ်လက်ဖွားနဲ့လက်ဖမိုးအုပ်စုနှစ်ခုကြားမှာအမှန်တရားကိုစုပ်ကိုင်နိုင်တဲ့လက်ကပိုပြီးလူသားဆန်တယ်အနိုင်နဲ့အရှုံးနှစ်ခုကြားမှာကိုကျိုးအတွက်တိတ်ခါကိုခြာနေတဲ့သူထက်အများအကျိုးအတွက်ဘဝကိုစတေးရတဲ့သူကပိုပြီးလူသားဆန်တယ်ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းနှစ်ခုကြားမှာစွန့်လွတ်ပေးဆက်ရတဲ့သူဟာပိုပြီးလူသားဆန်တယ်ခါတီးခြင်းနဲ့ဂျုံမိန်ခြင်းနှစ်ခုကြားမှာဘဝရည်သန်းကိုအာမန်နဲ့ကူးခတ်နေတဲ့သူဟာပိုပြီးလူသားဆန်တယ်အချက်တရားမရှိတဲ့သူတွေကပြောချင်ရာပြောတတ်တယ်လူသားမဆန်တဲ့သူတွေကလှုပ်ချင်ရာလှုပ်တတ်တယ်ဒါပေမဲ့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာနှစ်ခုကြားမှာကိုယ့်ရဲ့အကျိုးအတွက်တခြားသူတွေကိုထိခိုက်နေတာအောင်မလုပ်တတ်တဲ့သူတွေကပိုပြီးလူသားဆန်ပါတယ်မယုံတဲ့နာကိုမယုံကြည်တဲ့လူရဲ့ဘဝရိုးရှင်းတယ်မေးပြတဲ့နာကိုမေးပြလိုက်တဲ့လူရဲ့အတွေ့အမှန်ကန်တယ်မကြောက်တဲ့နာကိုမကြောက်တဲ့လူရဲ့စိတ်ကကြည်လင်ပေါ်ပါတယ်ခွင်းလွတ်တဲ့နာကိုခွင်းလွတ်လိုက်တဲ့လူရဲ့လုပ်ရက်ကအတ္တကင်းတယ်မပြောတဲ့နာကိုနှုတ်ပိတ်နေလိုက်တဲ့လူရဲ့တိတ်ဆိတ်ခြင်းဟာအကျိုးရှိတယ်မလျှောက်တဲ့လမ်းကိုရပ်တန်းလိုက်တဲ့လူရဲ့ခြေလမ်းဟာနောင်တနေတယ်ပြတ်သားတဲ့နာကိုပြတ်သားလိုက်တဲ့လူရဲ့စိတ်ဓာတ်ကခိုင်မာတယ်
မမျော်လင့်တဲ့နာကိုမမျော်လင့်တဲ့လူဟာတခြားလုံးတဲ့နာတွေကိုလုံနိုင်လို့သူ့ရဲ့ဘဝပိုပြီးအဆင်ပြေတတ်တယ်။ကိုဖြစ်ချင်တဲ့အတိုင်းစစ်မှန်သောအသက်ရှင်နေထိုင်ခြင်းအတွက်ဘယ်သူ့ကိုမှခရနေဖို့မလိုဘူး။အပူစားတွေမစားခြင်းနဲ့ဘဝမှာကလိန်ကကျစ်လုပ်ပြီးရလာတဲ့ငွေကအပူစားပါ။ပူတက်လို့အပူစားလို့ခေါ်တာ။လောင်တက်လို့အပူစားလို့ခေါ်တာ။ကိုရှားလာတဲ့အပူစားမတီးပဲစားမိတဲ့မိသားစုမှာပါသွားပြီးပူလောင်တတ်တယ်။ကလိန်ကကျစ်တွေပတ်လုပ်ပြီးငါချမ်းသာသွားပြီဆိုပြီးပြီးသွားမယ်မထင်လိုက်နဲ့မတန်ရှင်းတဲ့ငွေဆိုတာကြာမခံတယ်လို့ဘေးဖြစ်စေတတ်တယ်ကိုလုတ်ခဲတဲ့မကောင်းမှုကြောင့်ကိုမိသားစုပါရောပြီးအပူလောင်တတ်တယ်ဒါကြောင့်လိန်သလိုဖြစ်သွားရင်တောင်းပန်ပြီးကြေအောင်ဆက်ညာသလိုဖြစ်မိရင်ရှင်းပြပြီးကြေအောင်ဆက်အဖိုးထပ်ပြောမယ်နော်စားမိရင်လောင်တတ်လို့အပူစားလို့ခေါ်တယ်ဆိုတာကိုဘယ်တော့မှမမေ့နဲ့ဒါကြောင့်အဖိုးရဲ့မြေတို့ကိုမာကျန်တာအပူစားတွေကိုရှောင်ပြီးရိုးသားစွာငွေရှာနိုင်ကြပါစေဆန္ဒနဲ့တိတ်ခါကိုမလဲနိုင်လို့မပြောပြအောင်ထိန်းထားတဲ့စကားလုံးတွေအများကြီးရှိခဲ့ဘူးတယ်မာနနဲ့သစ္စာတရားကိုမလဲနိုင်လို့အပေါ်ယံလူတချို့ကိုအသက်မပါတဲ့အပြုံးတွေနဲ့ပြုံးပြခဲ့ဘူးတယ်အမုန်းနဲ့အပြုံးကိုမလဲနိုင်လို့မကင်းနိုင်သေးတဲ့လူတချို့အပေါ်အကောင်းဆုံးနေပေးလိုက်တယ်ဒါပေမဲ့လူတချို့ကိုဥပက္ခပြုထားပြီးလူတချို့ကိုအရင်အားထပ်ပိုးပြီးအလေးနက်ထားလိုက်တယ်တကယ်တမ်းတော့လောကဓာတ်နဲ့ကြုံရတဲ့အခါကိုဘေးနားမှာရှိနေပေးတဲ့သူဟာသာကိုအတွက်အရေးပါတဲ့သူတွေဆိုတာကိုပိုတီးခွင့်ရလိုက်တယ်။လူတချို့ကငုံခံတော့လဲသူတို့မှန်တယ်ထင်သွားကြတယ်။တုံပြန်တော့လဲကိုဟာရိုင်းနေဖြစ်သွားရတယ်။တခါကျလောကကြီးမှာတချို့လူတွေကအမှန်တရားကိုလိုချင်ကြတာမဟုတ်ဘူး။သူတို့လောက်ရက်ကိုသာအမှန်တရားလို့မြင်စေချင်ကြတာ။ဘဝမှာငွေကိုရေလိုသုံးနိုင်တဲ့အချိန်တွေလည်းရှိခဲ့သလိုဗိုက်စာနေတဲ့အချိန်မုံလေးတစ်ခုတောင်ဝဲမစားနိုင်အောင်အဆင်မပြေတဲ့အချိန်တွေလည်းရှိခဲ့ဘူးကြမှာပဲ။ဘာတွေသင်ခန်းသာရလိုက်တယ်လဲဆိုတော့ငွေအားစကားသိပ်ပြောတဲ့တမဲဆိုတာရဲ့တချို့လူတွေကငွေမျက်နှာမြင်ပြောင်းလဲတတ်တယ်ဆိုတာရဲ့ငွေမရှိမှဘယ်သူတွေကကိုယ့်အပေါ်စိတ်ရင်းမှန်နေရှိသလဲဆိုတာတွေသိခွင့်ရလိုက်တာပဲ။ငွေအားအရာရာကိုဖန်တီးနိုင်သောမရှိပေမဲ့အများဆုံးသောကိစ္စတွေမှာငွေဟာမရှိမဖြစ်လိုအပ်နေတာမျိုးလေ။ဒါကြောင့်ငွေအားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စကားတွေကိုမယုံလိုက်နဲ့ငွေမရှိလို့ကိုလိုချင်တာလေးတွေတော့မဝယ်နိုင်တဲ့အချိန်သွားကျင်တဲ့ခရီးတွေမသွားနိုင်တဲ့အချိန်ဆွေမျိုးပေါင်းတင်းတွေကမခေါ်ခြင်းမပြောခြင်းသလိုဆက်ဆံခံရတဲ့အချိန်နေမကောင်းတာတော့လမ်းဘေးဆေးတိုင်အားဆေးလေးတောက်ပြီးပျောက်ခဲ့ရတဲ့အချိန်တွေကိုပြန်တွေးကြည့်လိုက်ဒါကြောင့်ငွေကိုငယ်တုန်းရွယ်တုန်းရှာနိုင်ဖွေနိုင်တုန်းမှာကြိုးစားပြီးသာရှာမတီးခြင်းအောင်စောင့်ကြည့်ပတ်ဝန်းကျင်အကြောင်းကိုတည်လာလိမ့်မယ်။အောက်ကျင်အောင်စောင့်ကြည့်လူတွေရဲ့အကြောင်းကိုတည်လာလိမ့်မယ်။မွဲကျင်အောင်စောင့်ကြည့်ဆွေမျိုးတွေအကြောင်းကိုတည်လာလိမ့်မယ်။အစင်မပြေခြင်းအောင်စောင့်ကြည့်မင်းဘေးကလူတွေရဲ့အကြောင်းကိုတည်လာလိမ့်မယ်။ကြာရှုံးခြင်းအောင်စောင့်ကြည့်မိတ်ဆွေတွေရဲ့အကြောင်းကိုတည်လာလိမ့်မယ်။တကယ်တော့လူတွေရဲ့အကြောင်းကိုတည်ဖို့အချိန်တွေအများကြီးမလိုပါဘူး။ဘာမှမသိဘာမှမတတ်ဘာမှမရှိသလိုလေးဟန်ဆောင်ပြီးနေကြည့်လိုက်ပါအချိန်ဘာမှမကြာလိုက်ပဲလူတွေရဲ့အကြောင်းပတ်ဝန်းကျင်ရဲ့အကြောင်းဆွေမျိုးတွေအကြောင်းမိတ်ဆွေတွေရဲ့အကြောင်းကိုမင်းကောင်းကောင်းနားလည်လာပါလိမ့်မယ်လက်ခုပ်တီးတိုင်းအားပေးတယ်မထင်နဲ့လူဆိုတာကိုဘဝနဲ့ကိုပါသူများပြောတိုင်းနားမယောင်နဲ့သူများမြောက်ပေးတိုင်းလိုက်မလုံးနဲ့သူများနှိမ်တိုင်းအားမငယ်နဲ့သူများတိုက်ခိုက်တိုင်းမကြရှုံးနဲ့သူများလက်ခုပ်တီးတိုင်းအဟုတ်ထင်ပြီးလိုက်မကနဲ့သူများခြောက်တိုင်းမကြောက်နဲ့သူများတားတိုင်းကိုယုံကြည်အောင်မစွန့်လွတ်လိုက်နဲ့ပတ်ဝန်းကျင်ဝေဖန်မှာကြောက်လို့ကိုယ့်အပေါ်မေတ္တာသက်သာမှန်တဲ့သူတွေကိုကြောခိုင်းစွန့်လွတ်တာမျိုးမလုပ်နဲ့သူများစကားတွေကြောင့်ကိုယ့်အပေါ်စာနာနားလေတဲ့သူတွေရဲ့တွဲလက်ကိုဖြုံမချနဲ့လူဆိုတာကိုဘဝနဲ့ကိုပါကိုလန်းကိုဖြောင်းဖြောင်းရှောင်းမှာကိုရည်ရွယ်ချက်ပန်းနိုင်ကိုရောက်တော့မှာပေါ့ကိုရည်မှန်းချက်ကိုယုံကြည်မှုအပြည့်နဲ့ကိုယ်တိုင်အကောင့်တွေပေါ်မှာအောင်မြင်မှုတီးပွင့်ကိုကိုယ်တိုင်ခံစားရမှာပါကိုယုံကြည်ချက်ထားပြီးကိုစိတ်နဲ့ကိုရှင်သန်နိုင်ဖို့သာကြိုးစားပါဘာပဲလှုပ်လို့ယုံကြည်ချက်ပြည့်နေတာချီတက်မင်းရောက်ချင်တဲ့ပန်းနိုင်ကိုရောက်လိမ့်မယ်အချစ်ဆိုတာဘဝမဟုတ်သလိုဘဝမှာလည်းအချစ်ကမရှိမဖြစ်မဟုတ်ပါဘူးဒါကြောင့်အချစ်ကိုဖမ်းပြပြီးခလေးဆန်မနေကြနဲ့ဘဝဆိုတာခလေးဆန်အတွေးတွေနဲ့ဖြတ်တန်းနေသူတွေတိုးတက်လာမှာမဟုတ်ဘူးအချစ်နဲ့ဘဝဘာလို့ရှေ့တန်းတင်မလဲဆိုတာတည်တည်ချာချာစဉ်းစားအချစ်နဲ့ဘဝထပ်တူကြဖို့ဆိုတာလည်းအင်မတန်မှခက်ခဲတယ်တခုခုကိုရှေ့တန်းတင်ပြီးရင်တခုခုကနောက်ကျကြံခဲ့မှာပဲဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုဟာ
ကိုဘဝပဲဘဝကိုအရင်လှအောင်လုပ်မလားအချစ်ကိုအရင်ဥညွတ်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲရွေးချယ်ကြရမှာလေထမရေဘူးအတူတောက်ပြီးတဲဟိုပြမနေရဆိုတဲ့စကားတကယ်အပြင်လက်တွေဘဝမှာလွဲကူတာမှမဟုတ်တာဘဝဆိုတာလည်းရုပ်ရှင်ဇာတ်လမ်းတွေရလို့ဒရာမာမဆန်ဘူးကွတိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီအများသူငါလိုစားခြင်းတောက်ခြင်းဝစ်ခြင်းလှခြင်းအရာရာကိုထိတွေ့ကင်တွယ်ခြင်းကြတာလူတဘာဝပဲလေမိုးမမြင်လေမမြင်ချက်ဆကင်သားကျန်နာသားတို့ကတော့သူ့မျက်နာလေးမြင်ရရင်ကိုဖိုက်ပြေသွားသလိုလိုအရာရာပြည့်စုံသွားသလိုလိုပါပဲတကယ်တော့အစင်မပြေမှုတွေနဲ့လဲကြုံရောသူ့မျက်နာလေးလဲတသိန်းသိန်းထိုင်ပြီးမငေးနိုင်မကြည့်နိုင်ကြတော့ဘူးထမရေဘူးအတူမတောက်နိုင်တော့သလိုတဲဟိုပြက်မှာလဲအတူမနေနိုင်ကြတော့ဘူးလေလူငယ်တွေမှာအချစ်ကိုရှည်တန်းတင်ပြီးလို့နင်မွန်းသွားတဲ့ဘဝတွေရှိသလိုဖြစ်ထွန်းသွားတဲ့ဘဝတွေလည်းရှိကြပါတယ်အစင်မပြေမှုတွေကြားနေနားလည်မှုရှိလက်တွဲသွားကြသူတွေတိုးတက်သွားကြသူတွေလည်းရှိကြပါတယ်ဒါပေမဲ့ရှားတယ်ကွဘဝဆိုတာကိုရှည်တန်းတင်ပြီးပြန်ရင်လည်းနှလုံးသားတွေကမာကျောအေးဆက်လာတတ်တယ်ကောင်းထဲမှာကိန်းကနန်းတွေပဲရှိနေပြီးခုန်နေတဲ့နှလုံးသွေးရလည်းအေးဆက်စွာလဲပတ်နေတတ်ပါတယ်ဒါပေမဲ့အချစ်နဲ့ဘဝဘာကိုအရင်ရွေးရမလဲလို့အဖိုးကိုလာမေးရင်တော့ဘဝကိုသာအရင်ရွေးလို့ပဲအဖိုးပြောခြင်းတယ်ဘဝလှပြီဆိုတာနဲ့အချစ်ဆိုတဲ့အရာဘယ်ဟာမှမသိကိုဝင်လာလိမ့်မယ်ဒါကြောင့်အချစ်နဲ့ဘဝဘာကိုအရင်ရွေးရမယ်ရှေ့တန်းတင်ရမယ်ဆိုတာကိုတော့ကိုယ်အုံနှောင်းနဲ့ကိုယ်ဆုံးဖြတ်ကြပေါ့ငါမီးတို့အနေနဲ့မြဲမြဲမှတ်ထားရမှာအချစ်ကဘဝမဟုတ်သလိုဘဝပြည့်စုံနေရင်အချစ်တွေလည်းပြည့်စုံလာလိမ့်မယ်ဆိုတာကိုပဲအတိတ်ကိုခဏသွားမနေနဲ့တော့အနာဂတ်အတွက်ပြင်ဆင်သင့်တာတွေကိုပဲပြင်ဆင်ပါအချိန်ဟာတူတောင်းလုံးတဲ့အတွက်အတိတ်ကယုံမထွက်နိုင်သေး၍ကိုယ့်ရဲ့အချိန်နဲ့အလဟတ်သက်ကုံဆုံးသွားရမှာပဲလူဆိုတာအတိတ်မှာဘာဖြစ်ခဲ့တယ်ဆိုတာထက်အနာဂတ်မှာဘာတွေလုပ်ရမလဲဆိုပြီးကြိုတွေးထားတာပိုပြီးအတိတ်ပဲရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့အတိတ်ဆိုးတွေကိုခဏပြန်သွားနေတာကိုယ့်ရဲ့စိတ်ကိုနှိပ်စက်နေတာနဲ့တူပါတယ်ဖြစ်ပြီးခဲ့တဲ့အတိတ်ဆိုးတွေကိုလက်ခံလိုက်ဘာကြောင့်လဲဆိုတော့အတိတ်ဆိုတာပြန်ပြင်လို့မှမရနိုင်တာလေဒီလိုပြီးဆုံးခဲ့တဲ့တိတ်ကိုပြန်ပြင်လို့မရတော့ဘူးဆိုပေမဲ့ရှေ့ဆက်သွားရမယ်ကိုယ့်ရဲ့အနာဂတ်ကိုတော့ကိုယ်တိုင်အကောင်းဆုံးပြင်ဆင်ခွင့်ရှိတယ်။ဒါကြောင့်အဖိုးပြောချင်တာအတိတ်ကအမားတွေကိုသင်ခန်းသာယူရှေ့ဆက်သွားရမယ့်အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်နိုင်ဖို့ပဲကြိုးစားထားလိုက်ကောင်းလေ။မင်းသားလေးရဲ့မင်းဘဝရဲ့တခင်ပဲလူတွေရဲ့အလိုကြတိုင်းလိုက်လို့မနေနဲ့မင်းလန်းပြောက်သွားလိမ့်မယ်။လူတွေဝေဖန်တိုင်းလဲလိုက်ခံသားမနေနဲ့မင်းစိတ်ညစ်ရလိမ့်မယ်လူတွေကဲရဲ့တိုင်းလဲဒေါသမထွက်နဲ့မင်းမဲပူလောင်ရလိမ့်မယ်လူတွေကောင်းမမြင်တိုင်းလဲအားငယ်မနေနဲ့မင်းမဲစိတ်သက်ကြရလိမ့်မယ်လူတွေကိုမလိုအပ်ဖဲဘာမှသွားမပေးနဲ့မင်းရဲ့တန်ဖိုးကျသွားလိမ့်မယ်လူတွေရဲ့အမိုက်တသလိုစွန့်ပစ်တာခံရရင်လဲအထီးကျန်တယ်လို့မတွေးနဲ့ဘဝအမောင်ကျတတ်တယ်ဘာကြောင့်လဲဆိုတော့လူတိုင်းကမင်းနဲ့အတွေးမတူနိုင်သလိုလူတိုင်းကလည်းမင်းစိတ်ချမ်းသာအောင်လုပ်ပေးနေဖို့တာဝန်မရှိဘူးလေမင်းရဲ့အခက်ခဲတွေအတွက်လူတိုင်းကမင်းကိုချင်းစားပေးနေကြမှာမဟုတ်ဘူးလူတိုင်းကကူညီပေးနေမှာမဟုတ်ဘူးဒါကြောင့်မင်းကိုလူတိုင်းကြိုက်နေဖို့ဆိုတာမဖြစ်နိုင်သလိုလူတိုင်းကြိုက်အောင်မင်းလိုက်နေပေးဖို့လည်းမလိုဘူးမင်းရဲ့ဘဝကိုမင်းမဲပိုင်နေမင်းရဲ့အတွေးတွေကိုမင်းမဲထိန်ချုပ်ရမယ်ဒါကြောင့်ကိုရှောင်းမဲ့လမ်းကိုကိုယ်တိုင်ပဲရွေးချယ်ကိုယုံကြည်မှုရှိမင်းကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာမင်းမဲရှိတယ်ဆိုတော့ဘယ်တော့မှမမေးလိုက်နဲ့မေတ္တာမထားခြင်းနေမယုံပါနဲ့စေနာမထားခြင်းနေမနှောက်ယှက်နဲ့ဂယုဏမထားခြင်းနေမကောက်ခြင်းနဲ့မယုံကြည်ခြင်းနေမစော်ကားနဲ့နားမလဲခြင်းနေတစ်ဖက်သက်မတွေးနဲ့မကူညီခြင်းနေဖြတ်လို့ဖြတ်စီမလုံးနဲ့အထင်မကြီးခြင်းနေခွဲခြားမဆက်ဆံနဲ့မချီးမြှောက်ခြင်းနေမရှုံချနဲ့အကောင်မပြောခြင်းနေအတင်းမတုံနဲ့အမှန်မပြောခြင်းနေမလဲသားနဲ့တကယ်တော့အရာရာတိုင်းမှာကိုချင်းစာစိတ်လေးနဲ့သာတွေးမယ်ဆိုရင်ကဘာကြီးဟာအမြဲတမ်းလှပနေမှာပါပဲအိယာကိုထားခြင်းတဲ့အချိန်မှာထားနိုင်ဖို့အတွက်မထားခြင်းပဲချိန်မိပြီးထားခဲ့ရတဲ့နေ့တွေကိုအရင်ဖြတ်ကျော်ရတတ်တယ်စားကျင်တာကိုဈေးမကြည့်ပဲဝယ်စားနိုင်ဖို့အတွက်စားကျင်စိတ်ကိုချိန်မိတီးခံရတဲ့နေ့တွေကိုအရင်ဖြတ်ကျော်ရတတ်တယ်သွားကျင်တဲ့ခရီးကိုချက်ချင်းထားသွားနိုင်ဖို့အတွက်သွားကျင်ရက်နဲ့ချိန်မိပြီးအလုပ်တွေလုပ်နေရတဲ့နေ့တွေကိုအရင်ကျော်ဖြတ်ရတတ်တယ်ကိုဖြစ်ချင်တာတွေဖြစ်ဖို့ကိုမလုံးချင်တာတွေကိုအရင်လုပ်ပြီးပေးဆက်ရတာလောကသဘာဝပဲလေဒီတော့အခုသာဆန်ပြီးနောက်မှအပင်ပန်းခံမလား
ဒါမှမဟုတ်အခုပင်ပန်းခံပြီးနောက်ပိုင်းမှာအသာဆန်းကျင်လာလားမင်းဆိုင်တဲ့ပင်တိုင်းကိုမင်းမဲရုပ်သိမ်းရမှာမို့အဖြေဟာမင်းစီမှာပဲရှိပါတယ်ဝေဖန်တိုက်ခိုက်တယ်ဆိုတာလူတိုင်းလုပ်နိုင်တဲ့အလွယ်ကူဆုံးအလုပ်ပဲဒါကိုလူညံ့နေအများဆုံးလုပ်တတ်ကြတယ်ဒီလိုလူတွေကဝေဖန်တိုက်ခိုက်လာတာကိုလက်တုံ့ပြန်ပြီးဝေဖန်တိုက်ခိုက်ပြီးရင်မင်းလဲသူတို့နဲ့အတူတူဖြစ်သွားမှာပေါ့ဒါကြောင့်တချို့သူတွေရဲ့အနှစ်မရှိတဲ့ဝေဖန်မှုတွေကိုကောင်းတယ်မထဲနဲ့ကိုလန်းကိုဖောက်ကိုလန်းကိုရှောင်ရင်ပန်းနိုင်ကိုရောက်တဲ့အခါမှာဒီလိုဝေဖန်တဲ့သူတွေကိုအပေါ်စီးကနေပြုံးပြီးကြည်နေလိုက်ဒါမင်းကိုဝေဖန်တိုက်ခိုက်တဲ့သူတွေကိုအကောင်းဆုံးတုံ့ပြန်တဲ့နည်းလမ်းပဲအစင်မပြေမှုတွေနဲ့ကြုံရတဲ့အခါဝေဖန်ကဲ့ရဲ့ခံရတဲ့အခါနှိမ်ချလောင်ပြောင်ခံရတဲ့အခါကြေကွဲလို့ရတယ်ဝမ်းနည်းလို့ရတယ်နာကျင်လို့ရတယ်ထိခိုက်လို့ရတယ်အောငူပြစ်လိုက်လို့ရတယ်ဒါပေမဲ့မင်းကြရှုံးသွားလို့တော့မရဘူးပြိုလဲနေလို့မရဘူးဘာလို့လဲဆိုတော့မင်းကိုမုန်းတဲ့သူတွေရှိနေသေးတယ်မင်းကိုမနာလိုတဲ့သူတွေရှိနေသေးတယ်မင်းကိုတိုက်ခိုက်မဲ့သူတွေရှိနေသေးတယ်မင်းအကြောင်းမကောင်းပြောမဲ့သူတွေရှိနေသေးတယ်မင်းရဲ့ဟာခွက်ကိုအလက်ချောင်းနေတဲ့သူတွေရှိနေသေးတယ်မင်းကြရှုံးတာကိုလက်ခုပ်တီးပြီးလှောင်ပြောင်ဖို့စောင့်နေတဲ့သူတွေရှိနေသေးတယ်ဒါကြောင့်ဘယ်တော့မှမကြရှုံးသေးနဲ့ဘယ်တော့မှရှုံးမပေးနဲ့လဲနေရအောင်ပြန်ထရှုံးနေနေရင်အနိုင်ရဖို့အတွက်ပြန်ပြီးကြိုးစားမင်းရဲ့အစွမ်းစားတွေကိုအကုန်ထုတ်သုံးပြီးအောင်မြင်အောင်ကြိုးစားပြလိုက်စမ်းပါမင်းလုံနိုင်တဲ့ဆိုတာကိုမယုံကြည်တဲ့သူတွေမနာလိုတဲ့သူတွေကိုမင်းရဲ့လုံရက်တည်နေပဲတက်တည်ပြလိုက်စမ်းပါဘဝမှာကိုအားကိုအားမအောင်မကြောက်နဲ့သူများကိုအားကိုးခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာတာမှကြောက်ဖို့ကောင်းတာဘဝမှာဆင်းဆင်းရဲနေရမအောင်မရှက်နဲ့စိတ်ဓာတ်တွေအောက်တန်းကျနေတာမှပိုးရှက်ဖို့ကောင်းတာဘဝမှာသူများဝေဖန်မအောင်မကြောက်နဲ့သူများဝေဖန်မအောင်ကြောက်ပြီးဘာမှမလုပ်ဘဲအချိန်နဲ့အလကားဖြစ်သွားမှာကိုပဲကြောက်ဘဝမှာမဖြစ်နိုင်တာမရှိဘူးဖြစ်အောင်မလုပ်ရသေးတာပဲရှိတယ်ကြိုးစားရင်အရာအလုံးဖြစ်နိုင်တယ်ဆိုတာကိုမမေ့နဲ့ဒါကြောင့်ကြောက်စိတ်တွေတွေဝေမှုတွေပူပန်မှုတွေနဲ့ဘဝကိုမရှင်သန်တဲ့လွတ်လပ်စွာပြန်တမ်းဖို့ပဲကြိုးစားဘဝလေဟုံမှာကိုယ်ခွန်အားကိုစိုက်ရင်မင်းစိုက်သလောက်အမြင့်ကိုရောက်လိမ့်မယ်ဒါပေမဲ့အမြင့်ကိုရောက်ခဲ့ရင်လည်းဘဝင်မမြင့်နဲ့ဘဝင်မြင့်ရင်အကြနာတတ်တယ်ကွလူတွေမင်းအကြောင်းပြောမအောင်မကြောက်ပါနဲ့မင်းသာအမှားမလုပ်ခဲ့ဘူးဆိုရင်အမှန်တရားမင်းဘက်မှာပဲရှိနေပါလိမ့်မယ်ဒီတော့မင်းကကိုယုံကြည်ထားတယ်ဆိုရင်မင်းရဲ့အကြောင်းကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပြောချင်ရပြောကြပါသည်မင်းရဲ့နောက်ွယ်မှာမင်းရဲ့အကြောင်းကိုပြောလေလေမင်းကအောင်မြင်လေလေပဲလေမင်းအကြောင်းတွေသူတို့ခေါင်းထဲမှာရှိနေလေလေမင်းကသူတို့ကိုလွှမ်းမိုးနေလေလေပဲဒါကြောင့်လူတွေမင်းအကြောင်းကိုပြောနေကြမှာမင်းကိုဝေဖန်နေကြမှာကိုလုံးဝမကြောက်နဲ့မင်းကြောက်ရမှာမင်းကိုမင်းယုံကြည်မှုမရှိမှာကိုပဲကြောက်မင်းကိုမင်းယုံကြည်မှုမရှိရင်မင်းဟာအမြဲတမ်းရှုံးနေမှာပဲဒါကြောင့်သူများရဲ့ပြောစကားတွေမှာလမ်းမဆုံးစေနဲ့အပင်မြင့်လေတန်းခံရမယ်လူမှန်ရင်ဝေဖန်ခံရမယ်ဒါကြောင့်မင်းဟာအောင်မြင်တိုးတက်ဖို့အတွက်ကြိုးစားနေတဲ့လူငယ်တယောက်လိုကိုခံယူထားတယ်ဆိုရင်ဝေဖန်တဲ့တန်ကိုလည်းခံနိုင်ဖို့လိုတယ်ကွယုံကြည်မှုကိုတန်ဖိုးထားပါဖနက်ဆိုတာတစ်ဖက်တည်းရှိုံနဲ့မလာဘူးလေဖနက်ဆိုတာနှစ်ဖက်ရှိမှလိုရာခီးကိုရောက်တာယုံကြည်မှုဆိုတာလည်းအဲ့ဒီလိုပဲတယောက်တည်းရှိနေုံနဲ့မရဘူးသူ့ဘက်ကိုယ်ဘက်ရှိမှဆက်ဆံရေးတစ်ခုဆိုတာတည်မြဲတာလေယုံကြည်မှုဆိုတာပျက်စီးသွားတဲ့အခါဘယ်လိုပြန်လဲတိဆောက်အရင်လိုပြန်မဖြစ်တော့ဘူးကွဒါကြောင့်ကိုယ်ကိုယုံကြည်လို့ရင်ဖွင့်တဲ့စကားတွေကိုကြွယ်ရမှာအတင်းပြန်မပြောရဘူးကိုယ်ကိုယုံကြည်လို့ချင်းကားလိုက်တဲ့ပတ်စံကိုမတောင်းခင်ကတည်းကအလိုက်တသိပြန်ပေးတတ်ရမယ်ယုံကြည်လို့ကူညီပေးလိုက်တာကိုဘယ်တော့မှကျေးဇူးမကန်ရဘူးယုံကြည်လို့ပေးထားတဲ့မြတ်တာကိုတန်ဖိုးမထားနဲ့မလေးမစားမလုပ်ရဘူးယုံကြည်လို့တွဲထားတဲ့လက်တွေကိုနာကျင်တန်ရာတွေမပေးရဘူးယုံကြည်လို့ပေးထားတဲ့အခွင့်အရေးကိုဘယ်တော့မှလွဲသုံးစားမလုပ်ရဘူးအဲ့ဒီယုံကြည်မှုထဲမှာချစ်ချင်းမြတ်တာတွေပါတယ်ကိုချင်းစာတရားတွေပါတယ်တန်ရောစဉ်တွေပါတယ်ဒါကြောင့်လူတစ်ယောက်ရဲ့ယုံကြည်မှုကိုဘယ်တော့မှလွယ်လေးမဖြတ်စည်းလိုက်နဲ့တကယ်လို့မင်းကလူတစ်ယောက်ရဲ့ယုံကြည်မှုကိုဖြတ်စည်းလိုက်တဲ့အခါအမှန်တကယ်နစ်နာဆုံးရှုံးသွားရတာမင်းပဲဖြစ်နေတတ်တယ်ဒီလိုပဲဘဝမှာမင်းရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်သွားတဲ့သူတွေလည်းရှိနေမှာပဲဒီလိုလောက်ခံရတဲ့အခါဝမ်းနည်းနေရမှာမင်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့မင်းစီကချစ်ချင်းမြတ်တာတွေယုံကြည်မှုတွေကိုသူတို့နောက်ထပ်မရနိုင်တော့ဘူးလေဒါကြောင့်မင်းကိုတခြားသူတွေပေးလာတဲ့ယုံကြည်မှုတွေကိုတန်ဖိုးထား
ယုံကြည်မှုဆိုတာပြန်လို့ခြင်းအနောက်အလွယ်တကူမရနိုင်နဲ့အရန်တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်တယ်ကွမင်းတီလာလိမ့်မယ်မင်းကိုတိတ်ခင်ပါတယ်ဆိုတဲ့တငယ်ချင်းတွေအများကြီးထဲမှာဘယ်သူကတငယ်ချင်းအစ်စ်မှန်နေလဲဆိုတာမင်းဒုက္ခရောက်နေတဲ့အချိန်မှာတီလာလိမ့်မယ်မင်းတကယ်ဒုက္ခရောက်နေတဲ့အချိန်မှာမင်းအောင်မြင်ခြင်းကလက်ဆွဲနှုတ်ဆက်ခဲ့တဲ့လက်တွေဟာမတိမတာနောက်ဆုတ်သွားကြလိမ့်မယ်စစ်မှန်တဲ့တငယ်ချင်းတွေကသာမင်းကိုဆွဲတူကြလိမ့်မယ်ဒါကြောင့်အောင်မြင်နေတဲ့အချိန်မှာမှလက်ဆွဲနှုတ်ဆက်တတ်တဲ့လက်တွေထက်ကြာရှုံးနေတဲ့အချိန်မှာတွဲထူပေးတဲ့လက်တွေကသာပိုပြီးတန်ဖိုးရှိရဲဆိုတာကိုမမေ့နဲ့မင်းအစင်မပြေဖြစ်လာတဲ့အချိန်မှာလက်အတူပိုင်ဆိုင်ထားတဲ့တငယ်ချင်းတွေကနောက်ဆုတ်သွားကြလိမ့်မယ်စစ်မှန်တဲ့လက်ပိုင်ရှင်တွေကသာမင်းကိုတွဲထူဖို့အတွက်အနာကနေအသင်ဆောင်ဆိုင်နေကြလိမ့်မယ်လောကမှာလက်ပါတဲ့သူတိုင်းဟာတွဲထူတတ်တာမဟုတ်ဘူးလေတချို့လက်တွေကကူညီဖို့အတွက်ဆိုပျောက်ဆုံးနေကြပြီးရယူရမယ့်အချိန်ကြာမှလက်လာပြန်တတ်ကြတယ်မင်းကူညီပေးခဲ့တဲ့လူတိုင်းဟာမင်းလိုအပ်နေတဲ့အချိန်မှာပြန်ပြီးမကူညီကြဘူးဆိုတာကိုမင်းသိလာလိမ့်မယ်တချို့လူတွေကသူတို့လိုအပ်တဲ့အချိန်မှသာမင်းစီရောက်လာတတ်တဲ့ခဏတာနားခိုတတ်တဲ့ငှက်ငယ်တွေလိုပဲမင်းအောင်မြင်နေတဲ့အချိန်မင်းအစဉ်ပြေနေတဲ့အချိန်မှာတော့မင်းရဲ့အလိုလိုက်မင်းရဲ့အကြိုက်ကိုဆောင်ပြီးပေါင်းတင်ကြလိမ့်မယ်မင်းဟာအချိန်ဝါတွေကင်းမဲ့လာတဲ့အချိန်နေပါလာတဲ့အချိန်မှာတော့သူတို့ကမင်းကိုဆုံးခွာသွားကြလိမ့်မယ်ဒီလိုအရာတွေကမင်းအစဉ်မပြေတဲ့အချိန်မင်းနေပါနေတဲ့အချိန်မှသာသိနိုင်မယ့်အရာတွေဖြစ်တယ်ကွဒါကြောင့်လူတိုင်းကိုကိုယ့်လိုပဲထင်ပြီးမျက်စိမိတ်မယုံလိုက်နဲ့ကိုကျိုးအတွက်တကူကောင်းဆန်းတဲ့သူတွေအတ္တသမားတွေဆိုတာလောကကြီးမှာအများကြီးပဲလေဒီတော့မင်းကလိမ္မာပါးနတ်စွာနဲ့လူတယောက်ရဲ့အပြုမူအပြောဆိုနဲ့သူ့ရဲ့အကြောင်းကိုထဲထဲဝင်ဝင်လေ့လာပြီးမှသာအဲ့ဒီလူကိုယုံကြည်သေးရဲ့လားရင်ပတ်ချင်းတူတဲ့တငယ်ချင်းအဖြစ်ပေါင်းသင်းသလားဆိုတာကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်သင့်တယ်ဒါမှသာမင်းရဲ့အနာမှာမိတ်ဆွေတူတွေရှိမနေတော့ပဲစစ်မှန်တဲ့မိတ်ဆွေသစ်တွေနဲ့တူအခက်အခဲတိုင်းကိုရင်ဆိုင်ပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုမင်းရရှိနိုင်မှာပေါ့အိမ်တော်ဦးစီးလက်ကြောမတင်ရင်မိသားစုမပြေလည်ဘူးအိမ်တော်ရှင်မလက်ကြောမတင်ရင်မိသားစုဦးမဆိုးဘူးသားသမီးလက်ကြောမတင်ရင်မိဘအနာမရဘူးဒါကြောင့်မိသားစုဆိုတာရွက်လီတစ်စင်းနဲ့တူတယ်ဆိုတာမမေ့ကြနဲ့အဖေဖြစ်တဲ့သူကကြိုးစားလော်ခတ်နေရင်အမေဖြစ်တဲ့သူကလူရခီးကိုရအောင်ပေကင်ထိန်သိမ်းရမယ်သားသမီးတွေကလှေထဲမှာဝင်နေတဲ့ရေတွေကိုခတ်ထုတ်တာမျိုးလိုတဲ့နေရာဝိုင်းဝန်းကူညီကြမယ်ဆိုရင်ကိုသွားကျင်တဲ့ခီးကိုချောချောမွေ့မွေ့နဲ့ရောက်ကြမှာပဲဒီလိုမဟုတ်ဘဲအဖေဖြစ်သူကမကြိုးစားဘူးအမေဖြစ်သူကဖြုံးတီးတယ်သားသမီးတွေကရေးသားကိုအချောင်လိုက်နေကြမယ်ဆိုရင်အဲ့ဒီမိသားစုနဲ့အဲ့ဒီလေကြီးဟာဘဝတန်တရားဝဲကြရထဲမှာတဝဲလေလေနဲ့စုံစုံမြုပ်သွားရုံပဲရှိတော့မှာပေါ့ဒါကြောင့်မိသားစုတူအောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်အဲ့ဒီမိသားစုမှာရှိတဲ့မိသားစုဝင်တွေကစီစီလုံးလုံးနဲ့တက်ညီလက်ညီကြိုးစားပါမှာပျော်ရွှင်ချမ်းမြေ့ပြီးအောင်မြင်တဲ့မိသားစုဘဝကိုရကြတော့မှာပေါ့မိမတယောက်ကသူ့လင်ယောက်ျားအပြင်မှာမဟုတ်တာမလုပ်ဘူးလို့စိတ်ချယုံကြည်ထားလို့ရတာအဲ့ဒီလင်ယောက်ျားရဲ့ဂုဏ်သိက္ခာတတိတယောက်ကသူ့ဝန်ထမ်းဟာသူ့ကွယ်ရာမှာမဟုတ်တာမလုပ်ဘူးလို့စိတ်ချယုံကြည်ထားလို့ရတာအဲ့ဒီဝန်ထမ်းရဲ့ဂုဏ်သိက္ခာလူတယောက်ကတခြားသူတယောက်ရဲ့နောက်ွယ်မှာအတင်းအပြင်းစကားမဆိုတတ်တာအဲ့ဒီလူရဲ့ဂုဏ်သိက္ခာဆိုတာလူတွေရှိမှအတင်းလုပ်ယူဖန်တီးယူလို့ရတာမျိုးမဟုတ်ဘူးကိုလုံးရနဲ့ပဲတက်တည်ပြရတာမျိုးပါဒါကြောင့်မင်းရဲ့ဂုဏ်သိက္ခာကိုမင်းကိုယ်တိုင်တည်ဆောက်မင်းရဲ့နာမည်ကိုကြားလိုက်တာနဲ့ तू ကယုံကြည်ရတယ်စိတ်ချရတယ်ဆိုတာမျိုးဖြစ်အောင်ကြိုးစားဒါမှလူတယောက်ရဲ့စစ်မှန်တဲ့ဂုဏ်သိက္ခာပဲတက်တောင့်တက်တာနေဖို့ဘယ်တော့မှမစင်သားမိသေးနဲ့စံအပြည့်ရှိနေတဲ့အိုးထဲကိုရောက်နေတဲ့ကြွဟာဘဝရဲ့စီးစိမ်ချမ်းသာတွေအကုန်လုံးကိုရရှိထားတယ်လို့သူကိုယ်သူယူဆပြီးစားလိုက်တောက်လိုက်နဲ့ကွန်းဖောက်စုံထဲမှာပျော်နေခဲ့တယ်လေဒီလိုနဲ့အိုးရဲဆန်တွေအားလုံးကုန်သွားတဲ့နေမှာတော့ကြွဟာအိုးရဲထွက်နိုင်မဲ့နီလန်းကိုရှာလို့မတွေ့တော့သလိုစားတယ်ရလည်းမရှိတော့ပါဘူးဘဝမှာလည်းဒီလိုပဲအရွယ်လေးရှိတုံးအားအင်နေရှိတုံးမှမယုံကန်ခဲ့ရင်စိန်ခေါ်မှုတွေကိုမကြော်ဖြတ်ခဲ့ရင်တက်တောင့်တက်တာရှိတဲ့အခြေအနေမှာပဲကျေနပ်နေခဲ့ရင်နောက်ကျသွားတဲ့တနေ့ကွန်ဖော့ဇုံလို့ခေါ်တဲ့ထောင်ချောက်ထဲမှာနောင်တာပေါင်းများစွာနဲ့ရှင်သန်နေရလိမ့်မယ်နော်ဒါကြောင့်အရွယ်လေးရှိတုံးတန်တုံးမြန်တုံးမှာအချောင်မကိုပဲဘဝအတွက်ကြိုးစားကြဖို့မမေ့နဲ့နော်စန့်ကျင်ဘက်ကလာတဲ့စကားတိုင်းကိုပြန်ပြီးတုံ့ပြန်နေရင်မင်းဟာငပေါ်တယောက်ဖြစ်သွားမှာပေါ့မနာလိုပြောတဲ့စကားတိုင်းကိုလိုက်ခံသားနေရင်မင်းဟာလူညံ့တယောက်လိုဝန်ခံတယ်လို့ဖြစ်နေမှာပေါ့မြောက်ပင်ပြောတဲ့စကားတိုင်းကိုလိုက်သားရနေရင်အရေးချင်းမရှိတဲ့သူတယောက်ဖြစ်သွားမှာပေါ့
သွေးထိုးတဲ့စကားတိုင်းကိုလိုက်ယုံနေရင်ကိုတန်ဖိုးကိုမသိတဲ့သူတယောက်ဖြစ်သွားမှာပေါ့လူဆိုတာကိုသမိုင်းကိုရေးရမှာဖြစ်တယ်လို့ကိုဘဝကိုယ်တိုင်ပဲစေးချေကြရမှာပါကိုထမင်းကိုစားပြီးကိုအလုပ်ကိုဒီဇိုင်းမမတ်လုပ်ရမယ်မှားတာပဲဖြစ်ဖြစ်မှန်တာပဲဖြစ်ဖြစ်ကိုခံယူချက်နဲ့ကိုရိုးရှင်းစွာနေထိုင်တတ်ရမယ်လူတွေဆိုတာလည်းမလိုရင်တမလိုရင်တကားဆိုသလိုပဲလေကောင်းချင်ရင်လည်းသူတို့ပဲမကောင်းချင်ရင်လည်းသူတို့တွေပဲလေဒါကြောင့်ကိုဘွားနဲ့သက်ဆိုင်တဲ့အကြောင်းမှန်သမျှကိုတခြားသူတွေလာပြီးစွပ်ဖတ်တာကိုမခံနဲ့ကိုစိတ်နဲ့ကိုခံယူချက်နဲ့ကိုရှင်သန်ရတာဟာတူဝေတရားမရှိဘူးလွတ်လပ်ပေါ်ပါမှုကိုရသေးတယ်ကွဘဝမှာကိုအားကိုပြီးကိုချီတော့ပေါ်ကိုရက်တီရတာပင်ပန်းနေဆိုရင်တော့ဘယ်သူမျက်နှာမှာငဲကြည့်စရာမလိုတဲ့အတွက်အေးချမ်းပါတယ်ဒါကြောင့်မင်းရဲ့နောက်ွယ်မှာဘယ်သူတွေဘယ်လိုပဲပြောနေမင်းလုံးရက်တွေမှန်းနေတဲ့ဆိုရင်ပြန်ရှင်းပြနေဖို့မလိုဘူးဘယ်ဘန်နာကြာရင်ညာဘန်နာကနေထုတ်ပြလိုက်ညာဘန်နာကြာရင်ဘယ်ဘန်နာကနေထုတ်ပြလိုက်ပေါ့မင်းမသိအောင်မင်းရဲ့နောက်ွယ်ကနေဘယ်လိုပဲတုံ့ပြန်ပါသေးမင်းဟာဥပိ္ပခာတရားနဲ့အနိုင်ယူလိုက်ချစ်တဲ့သူတရားရှိရင်မုန်းတဲ့သူဟာ1000ရှိတတ်တဲ့လောကကြီးမှာမင်းကိုလူတွေအများကြီးဝေဖန်နေလို့မုန်းတီးနေလို့ဆိုပြီးစိတ်ဓာတ်မကြနဲ့ဂယုလည်းမဆိုင်နဲ့ဒါဟာမာနာကြီးရမဟုတ်ဘူးနော်တချို့အရာတွေကရှင်းပြလေးရှုပ်လေးဖြစ်တတ်တာမို့ကိုဘဝနဲ့ကိုခံယူချက်နဲ့ကိုရိုးရှင်းရှောက်လန်းဖို့ပြောတာကွဒါကြောင့်နောက်ဆုံးအနေနဲ့အဖိုးမာကျင်တာကိုဘဝပကြီးကားချက်ကိုယ်တိုင်ပဲစေချေကိုဘဝပန်းနိုင်ကိုယ်တိုင်ပဲရှောက်လန်းရမယ်ဆိုတာကိုဘယ်တော့မှမမေ့ကြနဲ့ကွကိုစိတ်ချမ်းသာနေတာကိုပဲတည်နေတာကောင်းတယ်ကိုစိတ်ဆင်းရဲနေလဲကိုပဲတည်နေတာကောင်းတယ်လူများများတည်လေးကိုတော့ကပေါ်သွားလေးမဟုတ်တော့တဲ့ခေတ်ကြီးထဲမှာတချို့သောအရာတွေကကိုပဲတည်ကိုပဲဖြည့်ရှင်းသွားနိုင်ရင်အကောင်းဆုံးပဲကွကိုဖြစ်ချင်တာတွေအတွက်စိတ်ရဲမှန်နဲ့လိုက်ခံသားပေးမဲ့သူဆိုတာလဲရှားလာတယ်ကိုအကြောင်းတည်လေးကိုအားနဲ့ချက်ကိုဖိနှင်းလေးဆိုတဲ့သူတွေကလည်းပိုးပူများလာတယ်တပားသူပေးတဲ့အင်အားထက်ကိုယ်တိုင်တိဆောက်ထားတဲ့စိတ်ခွန်အားဟာဘဝမှာအတန်မာဆုံးပဲဒါကြောင့်သူတစ်ပါးစီကနေနှစ်သိမ့်မှုတွေစာနာပေးမှုတွေကိုမမျှော်လင့်နဲ့ဖေးမမဲ့လက်ထက်ဖိနှိမ့်မဲ့လက်တွေပိုးများနေတဲ့ခေတ်ကြီးထဲမှာကိုယ်တန်ရာကိုယ်တိုင်ဆေးထည့်နိုင်တာအကောင်းဆုံးပဲကွလူတွေကအသက်အရွယ်ကြောင့်ရင့်ကျက်လာကြတာမဟုတ်ဘူးအတွေ့အကြုံတွေကြောင့်သာရင့်ကျက်လာကြတာအသက်အရွယ်ကပုံမမြင်မာတဲ့ဘဝကိုပို့ပေးနေတာမဟုတ်ဘူးအတွေ့အကြုံတွေကပဲပုံမမြင်မာတဲ့ဘဝကိုပို့ပေးနိုင်တာအဲဒီလိုအတွေ့အကြုံတွေရဖို့အတွက်အလုပ်တွေလုပ်နေဖို့လိုတယ်ပတ်ဝန်းကျင်ကိုလေ့လာနေဖို့လိုတယ်ကိုယ့်ရဲ့အမားတွေကနေသင်ယူဖို့လိုသလိုသူများတွေရဲ့အမားတွေကနေလည်းသင်ခန်းစာတွေယူတတ်ဖို့လိုတယ်ကိုခုလုပ်နေတဲ့အလုပ်ကဝင်ငွေနဲ့လို့ဘာမှအကျိုးမရှိဘူးမတင်လိုက်နဲ့အဲ့ဒီအလုပ်ကနေအတွေ့အကြုံတွေရမယ်မိတ်ဆွေကောင်းတွေရမယ်တန်ဖိုးရှိတဲ့အတွေ့ခေါ်တွေရလာမယ်ဒါကြောင့်အလုပ်တွေလုပ်နေရင်ငွေမစုမိလို့ဘဝတိုးတက်မလာလို့ဆိုပြီးစိတ်မပြတ်လိုက်နဲ့အခုလိုအလုပ်တွေလုပ်နေရလာတဲ့အတွေ့အကြုံတွေဟာနောက်ထပ် level တစ်ခုကိုရောက်ဖို့အတွက်အရေးကြီးတဲ့လောင်စာဆီတွေဖြစ်လာလိမ့်မယ်ကွရလိုမှုနဲ့ပေါင်းတဲ့ဆက်ဆံရေးတွေမှတည်လာတဲ့အခါကိုယ်ဆက်ဆံရေးကိုပဲရပ်တန့်ပြလိုက်ကရုဏာတရားနဲ့ပါတဲ့ဆက်ဆံရေးတွေမှတည်လာတဲ့အခါကိုယ်ဆက်ဆံရေးကိုပဲရပ်တန့်ပြလိုက်အကျဉ်းသာတရားနဲ့တဲ့ဆက်ဆံရေးတွေမှတည်လာတဲ့အခါကိုယ့်ရဲ့ဆက်ဆံရေးကိုပဲရပ်တန့်ပြလိုက်ဘလောက်ပေးရနှိုက်ယူတတ်တဲ့စိတ်ထားပိုင်ရှင်တွေနဲ့တွေ့ရတဲ့အခါခက်တန်းနဲ့ခက်စိမ့်ပဲနေပြလိုက်ရှေ့မှာတစ်မျိုးကွဲရာတစ်မျိုးလူတွေနဲ့ဆုံရတဲ့အခါကိုယ်ပေါင်းစိတ်ကွာနေပြလိုက်လောကမှာဘလောက်ပဲပြီးမဝတဲ့ဝမ်းတွေရှိတယ်ဘလောက်ပဲကြွေးမတိတတ်တဲ့ပါဇက်တွေရှိတယ်ဘလောက်ပဲကောင်းအောင်နေပေးကိုယ့်အတွက်ဆိုအဆိုးတွေကြီးပဲတီးတန့်တွေ့တတ်တဲ့တချို့တလေသောလူတွေရဲ့အကြောင်းကိုတီလာတဲ့အခါကိုယ့်ရဲ့ဆက်ဆံရေးကိုပဲရပ်တန်းရပ်ပြဖို့ကြိုးစားလိုက်ဒီလိုလူတွေကြောင့်ဒေါသကြီးထွက်မနေနဲ့စိတ်တွေပြတ်မနေနဲ့ဘာကြောင့်လဲဆိုတော့ဒေါသတွေဖြစ်စိတ်တွေပြတ်နေရရင်ကိုယ်ပဲအသက်တူရလိမ့်မယ်လေဒါကြောင့်ဒီလိုလူမျိုးတွေနဲ့ကြုံရတဲ့အခါတချို့ဆက်ဆံရေးတွေကိုကိုယ့်ဘက်ကနေရပ်ပြတဲ့ရပ်ပြလိုက်တချို့ဆက်ဆံရေးတွေကိုတော့ကိုယ်ပေါင်းစိတ်ခွာနေပြလိုက်ပေါ့နာကျင်လုံးလို့မျက်ရည်ကျတဲ့လူငယ်တယောက်ကိုတွေးကြောင်လိုက်တာလို့တော့မပြောနဲ့သူ့ရင်ထဲကဒဏ်ရာဒိန်နက်ကိုမင်းမသိနိုင်ဘူးလေပင်မလုံးလို့အားလျှော့ဖို့ကြိုးစားတဲ့လူငယ်တယောက်ကိုစိတ်ပြောလိုက်တာလို့တော့မပြောနဲ့သူဘလောက်ခက်ခဲပင်ပန်းနေတယ်ဆိုတာကိုမင်းမသိနိုင်ဘူးလေဘာဆက်လို့မှမသိပဲလမ်းပြောင်းနေတဲ့လူငယ်တယောက်ကိုညံပြင်းလိုက်တာလို့တော့မပြောနဲ့
ခေတ်ဆိုးကြီးထဲမှာလမ်းပြောင်းနေတဲ့လူငယ်တွေအများကြီးပဲလေနိုင်ငံရခြားမှာခောက်ဆွဲကြောက်လေးစားရင်အမေအိမ်ကိုတန်းတာနေတဲ့လူငယ်တယောက်ကိုအသေးနူးလိုက်တာလို့သွားမပြောနဲ့အမေအိမ်တော့ဘယ်ရက်မှမနှွေးထွေးဘူးဆိုတာကိုလူတိုင်းသိနေတာပဲလေဒါကြောင့်ခေတ်ဆိုးကြီးထဲမှာငိုကြွေးနေတဲ့လူငယ်တွေလမ်းပြောင်းနေတဲ့လူငယ်တွေအမေအိမ်ကိုတန်းတာနေတဲ့လူငယ်တွေကိုအပြစ်မတင်ပါနဲ့ဖေးမနိုင်သလောက်ဖေးမပါလမ်းပြနိုင်သလောက်လမ်းပြပါလက်တွဲခေါ်နိုင်သလောက်လက်တွဲခေါ်ဖို့ကြိုးစားကြပါလို့ပဲအဖိုးမှာခြင်းနဲ့ကွပုတ်ခတ်တိုင်းစုပ်ပြရရင်ဗုဒ္ဓဆိုတဲ့ဖျားရှင်တော်လောကမှာပွင့်လာမှာမဟုတ်ဘူးပြောချင်တာစောင်းရသည်ကိုရောက်လာရင်စောင်းရဲ့အေးတံကိုတော့မလွဲမသွေခံကြရမှာပဲလူလောကတွေကိုရောက်လာရင်လေလူတွေရဲ့တိုက်ခိုက်ပုတ်ခတ်မှုတွေအတင်းအဖျင်းတွေကိုမလွဲမသွေခံကြရမှာပဲလေစောင်းကိုမေးပါနဲ့လို့တားလို့မရသလိုလူတွေကိုလည်းမပုတ်ခတ်ပါနဲ့ပြစ်တင်စကားမဆိုပါနဲ့လို့တားလို့မရနိုင်ဘူးကွစောင်းရဲ့အေးတံကိုအနှွေးတန်းနဲ့သာကာကွယ်ကြရမှာဖြစ်ပြီးနွေးနွေးထွေးထွေးနေတတ်အောင်နေနိုင်အောင်တော့ကိုယ့်ဘာသာကိုကြိုးစားကြံစည်ကြရမယ်လေလူတွေရဲ့တိုက်ခိုက်ပုတ်ခတ်မှုတံကိုလည်းနှလုံးသွင်းမှန်ကန်မှုဆိုတဲ့ယောနိသောမနတိကာရနဲ့သာကာကွယ်ပြီးနေတတ်အောင်နေနိုင်အောင်ကြိုးစားကြရမှာပဲလေတကယ်တော့တစ်ဖက်ကကိုယ့်ကိုမလို့တမာပြောလာတာတွေကိုကလိုတယ်ထင်ပြီးထဲထဲတွေးနေတာဟာကိုကစမလာတာပဲတချို့အရာတွေတချို့လူတွေကိုထဲမတွေးပဲတဲ့တဲ့တွေးတာပိုပြီးအဆင်ပြေတတ်တယ်ကွဒါကြောင့်တိုက်ခိုက်ပုတ်ခတ်မှုတွေကြုံရတဲ့အခါကိုယ့်ရဲ့စိတ်ကိုအေးချမ်းစွာထားပြီးရင်ဆိုင်ဖြေရှင်းတတ်ဖို့လိုတယ်ဘုံတော်နန္ဒဂုံတော်နန္ဒနဲ့ပြည်စုံနေတဲ့မြတ်စွာဘုရားရှင်တော်မှာကဲ့ရဲ့ပုတ်ခတ်ခံရသေးတာပဲလေဒါကြောင့်တစ်ဖက်ကမလိုလားလို့မနာလိုပြောတဲ့စကားတိုင်းကိုယ့်ရဲ့စိတ်ကလိုတယ်ထင်ပြီးထဲထဲတွေးနေတာကိုအရင်ပြင်ရမယ်ကိုယ်ဝေဖန်လာတဲ့အခါပုတ်ခတ်လာတဲ့အခါအရင်ဟာကြွေးဟောင်းတွေကိုဆက်ရတယ်လို့သဘောထားကိုယ်ပုတ်ခတ်တဲ့သူတွေဝေဖန်တဲ့သူတွေကတော့ကြွေးသေးယူနေတဲ့သူတွေပေါ့ဒါကြောင့်ဘေးစကားဆိုတာတွေကိုဘေးမှာထားလိုက်တာအကောင်းဆုံးပဲခေါင်းထဲကိုလုံးဝမထည့်နဲ့လူတွေမင်းပေါ်တွန်းချလာတဲ့အရာတိုင်းကိုခေါင်းထဲထည့်ထားရင်မင်းရဲ့ခေါင်းဟာအမိုက်ပုံးတစ်ခုဖြစ်သွားမှာပေါ့လောကကြီးမှာအပင်မြင့်လေတိုက်ခံရမယ်ကိုကနှိမ့်နေရင်တက်နှင်းတဲ့သူတွေနဲ့ကြုံရမှာပဲဘယ်လိုအရာပဲဖြစ်ဖြစ်အချိန်တန်ရင်တော့ပြီးဆုံးသွားရမှာပဲလေဒါကြောင့်ကိုယ့်ကိုမလိုတဲ့သူတွေကအပူတွေကိုပေးအကုသိုလ်တွေကိုပေးသူတို့ပေးတဲ့အရာတွေကိုကိုကလက်ခံမယူဖို့ပဲလိုတယ်ဒါကြောင့်ဘယ်သူတွေဘယ်လောက်ပဲဝေဖန်ပုတ်ခတ်မင်းရဲ့စိတ်ကရှင်းနေတဲ့၍မင်းပြုံးနေတဲ့၍သူတို့ပဲရှုံးရလိမ့်မယ်ကွလူတွေမင်းကိုကြိုက်လာဖို့လဲအတင်းမကြိုးစားနဲ့လူတွေမင်းကိုလေးစားဖို့လဲအတင်းမကြိုးစားနဲ့လူတွေမင်းကိုချက်လာဖို့လဲအတင်းမကြိုးစားနဲ့လူတွေမင်းကိုအထင်ကြီးလာဖို့လဲအတင်းမကြိုးစားနဲ့ဘာလို့ကြိုးစားရမှာလဲဆိုတော့မနက်မိုးလင်းလို့မင်းတို့ထားတဲ့အခါကိုလေးစားတတ်ဖို့ကြိုးစားနေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့ကိုချက်နိုင်ဖို့ကြိုးစားမှန်ကြည့်တဲ့အခါမှန်ထဲမှာမြင်နေရတဲ့ကိုထင်ကြီးနိုင်ဖို့ကြိုးစားညာအိဖို့ခေါင်းချတဲ့အခါမှာကိုဘဝကိုကျေနပ်စွာအိပ်ဆက်နိုင်သူဖြစ်အောင်ကြိုးစားကိုချစ်ကိုဘဝကိုတန်ဖိုးထားပြီးအကောင်းဆုံးတည်ဆောက်နေထိုင်နိုင်ရင်လူတွေကလည်းမင်းကိုတန်ဖိုးထားဆက်ဆံကြမှာအသေးကြပဲရိုးလေးပဲတွေးကြည့်ကိုတောင်တန်ဖိုးမထားတတ်တဲ့သူတယောက်ကိုဘယ်သူကတန်ဖိုးထားဆက်ဆံမှာလဲဒါကြောင့်လူတွေလေးစားတာတန်ဖိုးထားတာကိုလိုချင်ရင်ကိုဘဝကိုတန်ဖိုးထားပြီးတည်ဆောက်ဒါအယိုးရှင်ဆုံးဘဝနေနည်းပဲကွဘဝဆိုတာတင်ယူဖို့ပဲအမားတွေကနေတင်ယူတတ်တဲ့လူကပိုးတော်လာတယ်နာကျင်မှုတွေကိုခံနိုင်ရရှိသွားတဲ့သူကပိုပြီးရင်ကျက်လာတယ်မျက်ရည်တွေကိုဆေးဘက်ဝင်အောင်တုံချတတ်တဲ့သူကစိတ်ဓာတ်တွေမှာကြောလာတယ်ပျော်ညံ့တဲ့စိတ်ဓာတ်ကိုမခံကျင်စိတ်အဖြစ်ပြောင်းလဲလိုက်တဲ့အခါအဲ့ဒီလူရဲ့အနာဂတ်ကပိုပြီးတောက်ပလာတယ်အချိန်လောက်လဲကြတာကိုအရှုံးလို့မတတ်မှတ်တဲ့သူကအောင်မြင်မှုနဲ့ပိုနီးသွားတယ်နားလေပေးတတ်တဲ့သူကအမုန်းနဲ့ဒေါသတွေကင်းပြီးပိုပြီးအေးချမ်းတယ်ခွန်းလို့ပေးတတ်တဲ့သူရဲ့စိတ်ကဒေါသရဲ့ပူလောင်မှုတွေကနေလွတ်မြောက်ရတယ်တိခံတတ်တဲ့သူကရံမများပဲကိုယ်စိတ်နဲ့ကိုနေနိုင်တယ်သူ့နေရာမှာငါသာဆိုပြီးကိုချင်းစာပေးတတ်တဲ့သူကလူပီသားလာတယ်ဒါကြောင့်ဘဝမှာငါဘာယူသွားရမလဲဆိုတဲ့စိတ်နဲ့မရှင်သန်တဲ့ငါဘာတွေပေးခဲ့နိုင်လဲဆိုတဲ့စိတ်နဲ့ပဲရှင်သန်မတော်လို့တစ်ခုလွဲချော်သွားတဲ့အခါငါတော့မှားသွားပြီလို့မတွေးနဲ့တကယ်တော့ဘဝဆိုတာအရှုံးနေနဲ့ပြိုလဲနေဖို့မဟုတ်ဘူးလေဘဝဆိုတာအမားတွေကနေတဆင်သင်ယူပြီးပုံမူရင်းကျက်လာဖို့ပဲလိုတယ်ကွ
သူတော်ဘာကိုအားကြနေုံနဲ့မင်းဘဝကြီးတိုးတက်မလာဘူးကိုတူးကိုချွန်းကိုချေရောက်ပေါ်ကိုရက်တည်နိုင်အောင်ကြိုးစားမှာလောကမှာဘယ်အရာမှအလကားမရဘူးတောင်းစားတဲ့သူတော်လက်ဝါးဖြန့်ဖို့အဆက်တွေရင်းရတယ်ဒါကြောင့်သူတော်ဘာပေးကမ်းကူညီတာကိုလက်ဝါးဖြန့်မျောလင့်နေရတဲ့ဘဝတက်လက်သီးကိုဆုပ်ပြီးကိုယ်ပိုင်မာနနဲ့ကြိုးစားပြလိုက်စမ်းပါလက်မထောင်နိုင်တဲ့ဘဝကိုတနေ့ရအောင်ရလိမ့်မယ်လှုပ်ဖို့ကိုင်မဲ့ချင်းချင်းမျက်စောင်းထိုးနေုံနဲ့မင်းဘဝကြီးပြောင်းလဲမလာနိုင်ဘူးလက်ညှိုးထိုးထောက်ပြနိုင်မှာမင်းရဲ့ဘဝအောင်မြင်မှုလမ်းမပေါ်ကိုရောက်မှာဖြစ်တယ်စီးပွားရေးလောကမှာတုံးကားတဲ့သူဆိုတာမရှိဘူးဒါကြောင့်မင်းကိုယ်တိုင်ကသူများလက်ညှိုးရဲ့အောက်မှာအမြဲရောက်မနေဖို့လိုတယ်1000လောက်ရအောင်နဲ့ပြောနေရင်မင်းဘဝ1000ပဲတန်တဲ့ဘဝကိုပဲရမှာပေါ့ဘဝတိုးတက်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာခက်ခဲပင်ပန်းရတယ်ဆိုရင်တော့မပြေစုံလို့အနေခံရတဲ့ဘဝလောက်မခက်ခဲမပင်ပန်းမှုဆိုတာကိုနားလည်ထားဒါကြောင့်ဒီနေ့ကစကိုယ်ပဲနေရာမှာရောက်နေလဲဆိုတာကိုသေချာစဉ်းစားရောက်တဲ့နေရာကနေပဲရှေ့ကိုဆက်လျှောက်ဖို့ကြိုးစားလိုက်ဒါမင်းဘဝရဲ့တက်လန်းအစဖြစ်လာလိမ့်မယ်နောက်ဆုံးအနေနဲ့အဖိုးမာကျင်တာအချိန်မတန်ပဲစိတ်မခံခြင်းနဲ့အနေခံရတဲ့ဘဝကနေလွတ်မြောက်နိုင်ဖို့ပဲကြိုးစားလိုက်ကိုနဲ့မတော်တဲ့ဖနက်ကိုစီးမိရင်ခြေထောက်နာတယ်ကိုနဲ့မတော်တဲ့အဝတ်စားကိုဝင်မိရင်မွန်းကြရတယ်ကိုနဲ့မကိုက်ညီတဲ့ချစ်ချင်းနဲ့ကြုံရရင်စိတ်ဆင်းရဲရတယ်ကိုရဲ့ချစ်ချင်းနဲ့မတန်တဲ့သူကိုတန်ရောစဉ်ထားမိရင်ပူလောင်ရတတ်တယ်ဒါပါပဲလောကမှာမတန်တာတွေကိုမပေးမိဖို့မစီးမိဖို့မဝင်းမိဖို့လိုတယ်မဟုတ်လားဒါကြောင့်နေရတဲ့ခဏတားလေးမှာကိုစိတ်ဆင်းရဲခံပြီးမနေနဲ့ကိုနဲ့မကိုက်ညီရင်ကိုစိတ်ကိုမွန်းချက်ခံမနေနဲ့ကိုနဲ့မကိုက်ညီရင်အနာခံပြီးမစီးနဲ့ကိုနဲ့မကိုက်ညီရင်စွန့်ခွာတတ်ဖို့လိုတယ်ကိုစိတ်ကိုသူများအတွက်အသုံးချခံအဖျော်ဖြေခံအောက်ကျခံရတဲ့စိတ်တွေနဲ့မရှင်သန်ခြင်းနဲ့တော့ကိုစိတ်ကိုကိုပဲပိုင်တဲ့လေအသက်ရှင်ရတဲ့ဘဝအချိန်ခဏလေးမှာအပူပင်နေကင်းအနောင်ဖွယ်ကင်းလွတ်လပ်ခြင်းအပြည့်နဲ့အေးချမ်းနေသွားနိုင်ဖို့ပဲကြိုးစားတဲ့လေဒါမှပျော်စရာကောင်းတဲ့စစ်မှန်တဲ့ဘဝတစ်ခုကိုမင်းပိုင်ဆိုင်နိုင်တော့မှာပေါ့ရှိခဲ့ဘူးမှာပါတခြားသူအတွက်အချိန်တွေပေးရင်ကိုယ့်ရဲ့အချိန်တွေကုန်ဆုံးသွားတာမျိုးတခြားလူတစ်ယောက်ကိုမျှော်လင့်ရင်ကိုယ့်ရဲ့နှုတ်ပြိုမှုတွေပျောက်ဆုံးသွားတာမျိုးကိုယ့်ကိုချစ်ခင်သူမရှိတဲ့ရပ်ဝန်းမှာတွေ့ကပ်နေမိတာမျိုးကိုယ့်အတွက်တိုးတက်မှုမရှိတဲ့ပတ်ဝန်းကျင်မှာပျော်မွေ့နေမိတာမျိုးတွေကိုကြုံဘူးကြသူတွေရှိကြပါလိမ့်မယ်တကယ်တော့အချိန်ဆိုတာပြန်မရနိုင်တဲ့တန်ဖိုးအရှိဆုံးအရာပါဒါကြောင့်ကိုယ့်ရဲ့အချိန်တွေကိုတခြားသူတွေရဲ့အသုံးချကံမဖြစ်စေနဲ့ကိုယ့်အတွက်အကျိုးမဖြစ်နိုင်တဲ့ပတ်ဝန်းကျင်ကိုတွေ့ကပ်မနေနဲ့ဆုံးခွာတဲ့သူတွေဆုံးခွာတဲ့ပတ်ဝန်းကျင်တွေကိုဆုံးခွာတဲ့အချိန်မှာဆုံးခွာပြီးပိုကောင်းတဲ့လမ်းကိုရှောင်နိုင်ဖို့အတွက်ကိုယ့်ကိုလေးလံစေမယ့်အရာတွေကိုအခုပဲခြံထားဖို့သာကြိုးစားလိုက်ကောင်းနေမေတ္တာမပေးနိုင်တဲ့အရာမှာခိုနာမိရင်ဘဝဟာပူလောင်ရမယ်တန်ဖိုးမထားတဲ့သူတွေမှာအနံ့ထားမိရင်ဘဝဟာကြောင်ထိုးခံရတတ်တယ်ဂယုမဆိုင်တဲ့ပတ်ဝန်းကျင်မှာရှင်သန်မိရင်ဘဝဟာပျက်စီးရတတ်တယ်မမြင်သေးခြင်းတဲ့အရာမှာပေါ်လွင်စွာနေမိရင်ကိုယ်ကြောင့်အကုသိုလ်ဖြစ်ရတတ်တယ်အားပေးဖို့မရတဲ့အထဲမှာလိုက်ပြီးခံစားနေမယ်ဆိုရင်ဘဝဟာပင်ပန်းဆင်းရဲရမယ်ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝမှာတခြားသူတွေစီကနေစိတ်ချမ်းသာမှုတွေတန်ဖိုးထားမှုတွေကိုမျှော်လင့်နေတာထက်ကိုတန်ဖိုးထားပြီးစိတ်ချမ်းသာအောင်နေတတ်ဖို့ကပိုအရေးကြီးတယ်ဆိုတာကိုနားလည်ထားရင်ဘဝဟာပြည့်စုံနေပါလိမ့်မယ်။ဘာပဲသုံးစီရင်မှတ်ပါကိုဘာသာကိုသုံးလို့ကုန်သွားတာဘယ်သူကပြန်လာပေးမှမို့လဲစာအုပ်ကုန်တာပဲဖတ်တင်လိမ့်မယ်လို့ပြောတဲ့သူတွေတွေးတဲ့သူတွေရှိကြပါလိမ့်မယ်။ဒါပေမဲ့အဖိုးလည်းအရင်ကအဲ့ဒီလိုတွေးခဲ့ဘူးတာပဲ။စရင်မမှတ်ရင်ဒီလားကိုမှဝင်ငွေဘယ်လောက်ရှိရဲဆိုတာကိုမသိရနိုင်ဘူးလေ။ဝန်ထမ်းတွေဆိုရင်တော့သိရနိုင်တာပေါ့။ဒါပေမဲ့ကိုကအယောင်းဝယ်လုပ်နေတယ်။ဒါမှမဟုတ်ငွေကိုလှည့်ပတ်သုံးစွဲနေရတဲ့လုပ်ငန်းရှင်တယောက်ဆိုရင်စရင်မှတ်ထားဖို့ကအရန်ကိုအရေးကြီးတယ်။ကုန်ကြစရိတ်တွေထွက်ငွေကဘယ်လောက်ရှိတယ်ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာကိုသိထားဖို့လိုအပ်လာပြီလေဒီလိုမသိတဲ့အခါဘာတွေဖြစ်လာနိုင်လဲဆိုတော့လုပ်ငန်းလည်ပတ်ငွေတွေကနေသုံးမိတာမျိုးဖြုံးမိတာမျိုးတွေဖြစ်လာတတ်တယ်ကွဒီတော့အရင်ကမသိရအမြတ်ကမသိရပုံစံမျိုးနဲ့ကိုယ့်ရဲ့ရင်းနှီးငွေဒါမှမဟုတ်လုပ်ငန်းလည်ပတ်ငွေတွေတဖြည်းဖြည်းလုံးပါလာတတ်တယ်လုပ်ငန်းလုပ်နေတဲ့သူမှမဟုတ်ဘူးနော်တာမန်လူပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ငွေကိုလည်ပတ်သုံးစွဲနေရတဲ့ဘယ်လိုလူမျိုးမဆိုဝင်ငွေထွက်ငွေကိုတေချာရေးမှတ်ထားတဲ့စည်ရင်းတစ်ခုတော့လှုပ်ထားဖို့လိုတယ်
ဒီလိုစည်ရင်မှတ်လိုက်တဲ့အခါဘာတွေသိလာနိုင်လဲဆိုတော့ဘယ်နေရာမှာကိုငွေတွေသုံးခဲ့မိတယ်မလိုအပ်ဖဲဘယ်နေရာမှာဖြုံးခဲ့မိတယ်ဆိုတာကိုတွေ့လာနိုင်တယ်ကွဒီလိုတွေ့လာတဲ့အခါမလိုအပ်ဖဲသုံးမိတာတွေကိုစင်ကျင်လာနိုင်မယ်ဖြုံးမိတာတွေကိုရှောင်ရှားလာနိုင်တာပေါ့ဒါကြောင့်အဖိုးမှာကျန်တာကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုစည်ရင်စရာနဲ့တည်တည်ချာချာရေးမှတ်ပါဒီလိုစည်ရင်မှတ်လိုက်တာဟာအပန်းမကြီးပေမဲ့လေအဲ့ဒီစည်ရင်တွေကနေကိုယ့်အတွက်အရန်တန်ဖိုးရှိတဲ့အရာတွေကိုဖော်ပြပေးနေလိမ့်မယ်ဒါကြောင့်ဝင်ငွေကိုပဲဖြစ်ဖြစ်ထွက်ငွေကိုပဲဖြစ်ဖြစ်စည်ရင်မှတ်ထားဖို့မမေ့ကြနဲ့နော်အဖိုးငယ်ငယ်ကအဖိုးရဲ့အဖွားဒီလိုဆုံးမခဲ့ဘူးတယ်ခက်ခဲကြက်တဲနေတဲ့အချိန်မှာရှေ့ကိုနည်းနည်းချင်းပဲသွားတဲ့လှုပ်เสียရှိတာကိုနည်းနည်းချင်းလှုပ်အနာဂတ်အကြောင်းကိုလည်းတွေးမပူနဲ့မနှက်ဖြန်ပါရီဖြစ်ကုန်မလဲလဲတွေးမကြောက်နဲ့တဲ့ပကံတွေကိုစေးเสียရှိရင်စေးအမိုက်တွေလဲเสียရှိရင်လဲစာရေးเสียရှိရင်ချရေးလိုက်ချက်เสียရှိရင်ချက်နေလိုက်ဒီလောက်လုံနေနိုင်နေဆိုရင်ဒါရှေ့ကိုဆက်သွားနေတာပဲတဲ့တလန်းချင်းပေါ့ခက်ခဲနေတဲ့အချိန်မှာတလန်းလန်းပြီးရက်လိုက်ပြီးတော့နည်းနည်းအနာယူငါရှိကိုဆက်သွားနေနိုင်သားပဲလို့ကိုချီမွန်းနောက်တလန်းထက်လန်းနည်းနည်းချင်းပဲဆက်လုံနိုင်လေကိုရောစိတ်ပါပိုပြီးနေလို့ကောင်းလေဖြစ်လာလိမ့်မယ်ဒီလိုတလန်းချင်းနဲ့ရှေ့ဆက်နိုင်လာတဲ့အခါမှာအနာဂတ်ကိုတွေးပူပြီးလက်လျှော့ခြင်းတဲ့စိတ်တွေရောသွားလိမ့်မယ်လို့ဆုံးမခဲ့ဘူးတဲ့ကွအဖိုးရဲ့မြေတို့လည်းဒီနီလန်းလေးအတိုင်းလိုက်လုပ်ကြည့်ကြနော်တကယ်အကျိုးရှိတဲ့နီလန်းဖြစ်တာကိုတွေးရလိမ့်မယ်ကွဘဝဆိုတာမဖြစ်နိုင်ခြင်းဆိုတဲ့နောက်ွယ်မှာဖြစ်အောင်လုပ်ရမယ့်တကားပေါက်လေးတစ်ခုရှိတယ်ဆုံးရှုံးခြင်းရဲ့နောက်ွယ်မှာနောက်တစ်ချိန်အောင်မြင်ဖို့အတွက်မျှော်လင့်ချက်တွေရှိတယ်နာကျင်ခြင်းရဲ့နောက်ွယ်မှာမခံခြင်းစိတ်တွေရှိတယ်အနှိမ်ခံဘဝရဲ့နောက်ွယ်မှာခံပြင်းစိတ်နဲ့ကြိုးစားခြင်းစိတ်တွေရှိတယ်စွန့်လွတ်မှုရဲ့နောက်ွယ်မှာတန်တငိုကြွေးခြင်းတွေရှိတယ်အစွန့်လွတ်ခံရခြင်းရဲ့နောက်ွယ်မှာအရာရာကိုနားလည်သွားနိုင်တဲ့သင်ခန်းစာတွေရှိတယ်ဒါကြောင့်ဘဝဆိုတာကိုတူးကိုချွန်ရမယ်ကိုလန်းကိုရှောက်ရမယ်ကိုသမိုင်းကိုရေးရမယ်တကယ်တော့ဘဝဆိုတာအားကိုးရှာဖို့ရောက်လာတာမဟုတ်ဘူးကိုဖော်ရမယ်လမ်းကိုရှောက်မဲ့လမ်းအတွက်သင်ခန်းစာတွေယူရင်ကြိုးစားဖို့အတွက်ရောက်လာတာလေဒါကြောင့်ဘဝမှာလဲကြခဲ့ရင်အာတင်ပြီးထဘာကြောင့်လဲကြခဲ့ရလဲဆိုတဲ့သင်ခန်းစာကိုယူသွားရမယ့်ခီးကိုဆက်ပြီးရှောက်ဒါဘဝကိုအကောင်းဆုံးဖြတ်တန်းတဲ့နည်းလမ်းပဲကွတစုံတရာပုံမှာအမြဲတမ်းမိကိုခြင်းသိမထားပါနဲ့တနေ့မင်းမိကိုနေတဲ့အရာမရှိတဲ့အခါမင်းလဲကျသွားလိမ့်မယ်တစုံတရာပုံမှာမျောလင်းချက်တွေအများကြီးမထားနဲ့တနေ့နေ့မင်းမျောလင်းထားသလိုဖြစ်မလာတဲ့အခါဝမ်းနည်းမှုတွေနဲ့ကြုံရလိမ့်မယ်မင်းရှောင်နေတဲ့ဘဝကီးလမ်းမှာဘယ်သူမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးမျိုးမထားနဲ့တနေ့နေ့အကြောင်းကြောင့်အနားမှာဘယ်သူမှမရှိတော့တဲ့အခါမင်းတယောက်တည်းရှောက်ရလိမ့်မယ်ယုံကြည်မှုတွေယူသွားပြီးမေတ္တာတရားတွေပြန်မလာတော့တဲ့အခါဝမ်းနည်းစိတ်တွေဖြစ်မနေနဲ့မင်းကိုတန်ဖိုးမထားသူနဲ့ကြုံတဲ့အခါမင်းကိုနောင်တတွေပဲပေးသွားလိမ့်မယ်မင်းရဲ့စိတ်တွေမပျော်ရွှင်ဖြစ်နေတဲ့အခါတခြားတစ်ယောက်စီကနေပျော်ရွှင်စရာတွေကိုမတောင်းတနဲ့စိတ်ညစ်စရာတွေပြင်းထန်နေတဲ့အခါစိတ်ထဲကအမိုက်တွေကိုဖယ်ထုတ်ပစ်ဖို့မင်းကိုယ်တိုင်ပဲတာဝန်ယူရမယ်လေတခါတရံမှာဖြစ်ချင်တာတွေနောက်လိုက်ပြီးဖြစ်တဲ့နာတွေကိုမေ့လျော့နေတတ်သလိုလိုချင်တာတွေနောက်ကိုလိုက်ရင်းနဲ့လိုအပ်တာတွေကိုမေ့လျော့နေတတ်တယ်ကွတခါတရံမှာတခြားသူတွေပျော်ရွှင်နေတာကိုငေးမောကြည့်ရင်းနဲ့ကိုယ်တိုင်ပျော်ရွှင်စရာတွေဖန်တီးဖို့မေ့နေတတ်တယ်သူတစ်ပါးကိုနားလည်ပေးနိုင်ဖို့ကြိုးစားရင်ကိုနားလည်ပေးနိုင်ဖို့တော့မေ့လျော့နေတတ်ကြတယ်ဒီလိုနဲ့လူတော်တော်များများကိုနေခြင်းတဲ့ဘဝကိုလိုက်ရှာနေရင်းနဲ့ပဲကိုနေသင့်တဲ့နေရာမှာပဲမပျော်လဲနေပျော်လဲနေနဲ့နေသားတကြဖြစ်သွားတတ်ကြတယ်ဒါမှန်းမနေဘူးနော်ဘာကြောင့်လဲဆိုတော့လူဘဝတူတူလေးမှာပျော်ရွှင်စရာတွေကိုဖန်တီးဖို့လိုအပ်သေးတယ်လေဒါကြောင့်ကိုယ်ကိုမပျော်မရွှင်ဖြစ်စေတဲ့အရာတွေနဲ့ကြုံလာတဲ့အခါမပျော်မရွှင်ဖြစ်စေတဲ့ပတ်ဝန်းကျင်နဲ့ကြုံတွေ့လာတဲ့အခါရုံထွက်နိုင်ဖို့လဲကြိုးစားဖို့လိုတယ်ကွဒီလိုကြိုးစားပြီးရုံထွက်တဲ့အခါမှာလဲတခြားသူတွေရဲ့ကမ်းလှမ်းတွေကိုမမျှော်လင့်နဲ့ကိုယ်တိုင်ပဲရုံထွက်နိုင်ဖို့ကြိုးစားကိုယ်တိုင်ပဲတွဲထူကိုရှောင်းမဲ့လမ်းကိုယ်တိုင်ပဲဖောက်အရာရာမှာငါအတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့ပဲကြိုးစားရုံးကန်ပြလိုက်စမ်းမကောင်းလေ